တချိန်ကအေကီယောမင်းကြီးဟာအစားကျူးလုံးလို့ကိုလေးချိန်ပေါင်း300ကျော်နေခဲ့တဲ့သူ့သမီးတွေကိုအေကီယောမင်းကြီးနဲ့ဗမှုမကမှလက်ထပ်ပေးခြင်းစိတ်မရှိကြဘူးဒါကြောင့်အေကီယောမင်းကြီးဟာအသက်30ကျော်သည့်အထိလူပြိုကြီးဘဝနဲ့ရောက်နေခဲ့တဲ့တညမှာတော့သူအိမ်မက်လှလေးတစ်ခုမက်ခဲ့တယ်အိယာနိုးလာတော့သူ့ဘေးမှာအမျိုးသမီးတစ်ယောက်ရောက်နေတာကိုတွေ့လိုက်ရတယ်သူဘယ်သူလဲဆိုတာမမေးမြန်းတော့ပဲချက်ချင်းပဲအစေခံတွေကိုခေါ်ပြီးအဝတ်စားပြင်ဆင်ခိုင်းကမိဖုရားခေါင်ကြီးဖြစ်မြောက်စားမယ်လို့ဆုံးဖြတ်လိုက်ဒါပေမဲ့အေကီယောမင်းကြီးမသိတာကအဲ့ဒီအမျိုးသမီးဟာခေတ်သစ်ကနေရောက်လာတဲ့သူပါသူမဟာအမှုပညာရှင်တွေကိုသဘောကျတဲ့ပုံမှန်လူတစ်ယောက်ပါအမှတ်မထင်မတော်တဆမှုတစ်ခုကြောင့်နန်းတော်ရဲကိုရောက်လာခဲ့တာပါအေကီယောမင်းကြီးကလည်းပေါင်300နီးပါးရှိတဲ့ဗိုက်ပူကြီးအေကီယောတပါဖြစ်နေတဲ့ကန်ဆိုးမုံမောင်ကြတဲ့ဒီမျိုးသမီးကတော့ကျမပါပဲရှင်အေကီယောမင်းကြီးနဲ့ကျမမင်္ဂလာဆောင်တဲ့နေ့မှာတင်သူ့ဝလွန်တဲ့တန်းကြောင့်အိယာကြီးကကျိုးပဲ့သွားခဲ့တဲ့ပေါ်လုံးတစ်လုံးလိုလူလိမ့်နေတဲ့အေကီယောမင်းကြီးကိုမြင်တော့ကျုံမနက်နဲ့ဆိုင်ဆိုင်ကိုစဉ်းစားကန်းဝင်ပြီးတော့တယ်ဘာလို့လဲဆိုတော့သူများတွေကြလက်ပခန့်ညားတဲ့မင်းသားတွေနဲ့ဆုံတွေ့ရတာကျမချမဝရုပ်ပုတ်ကြီးအေကီယောဖြစ်နေတာလဲရှင်ကဘလို့ကြော်ပဲဖြစ်ဖြစ်ကျမဂီယူမဆိုင်ဘူးကျမလက်ဝါးကိုမြောက်ပြီးဒီမုံပေါင်းလိုမျက်နှာကြီးကိုပိတ်ရိုက်ခြင်းစိတ်ကတားမရအောင်ဖြစ်လာခဲ့တယ်ဒါပေမဲ့သူ့မျက်နှာအောက်ကရိုးဖွဲ့စည်းပုံကိုတေချာကြည့်မိတဲ့အခါကျမနှလုံးခုန်လုံးတွေရက်တန့်သွားသလိုခံစားလိုက်ရတယ်မဟုတ်ဘူးရဲ့ဒီပန်ကိတ်လိုမျက်နှာကြီးကိုကျမလက်နဲ့ပုတ်တက်ကြည့်လိုက်တော့အစီတွေဖုံးလွှမ်းနေတဲ့နာတံမြင့်မြင့်ဖောင်းကားနေတဲ့မျက်ခုံအောက်ကနှဆိုင်တဲ့မျက်ဝန်းတွေသုံးစင်မေးစေးအောက်မှာပျောက်ဆုံးနေတဲ့မေးရိုးချုံတက်တွေဒီစီပိုတွေဖယ်ရှားပြီးအရိုးဖွဲ့စည်းပုံကိုပေါ်လွင်အောင်လုပ်နိုင်ရင်ဒီမျက်နှာဟာထိတ်တမော်တဲ့တူလိုချောမောခန့်ညားနေမှာအမှန်ပဲဒီလူကိုဝိတ်ချပေးရမယ်ဆိုတဲ့ယူသွတ်တဲ့အတွေ့တစ်ခုကျမခေါင်းနဲ့ရုပ်တရက်ပေါ်လာခဲ့တယ်သူ့ကိုဝိတ်ချအောင်လုပ်ပေးလိုက်ရင်ကျမကိုယ်တိုင်ဖန်တီးထားတဲ့ကမ္ဘာအချောဆုံးယောက်ျားတစ်ယောက်ဖြစ်လာမှာပဲဗျိုင်တော်ထက်မဆိုပိုချောပြီးဗမင်းသားထက်မဆိုပိုမိုက်မှာပဲအရေးကြီးဆုံးကသူကကျမခင်ပွန်းဖြစ်လာမှာလေဒါနဲ့မုံမလင်းခင်မှာပဲအေကီယောမင်းကြီးကိုအိယာဘော်ကနေဆိုအိတ်ချပြီးနန်းတော်ပက်ပက်လဲမှာပြေးခိုင်းတော့တာပေါ့နောက်ကနေနန်းတွင်းစေခံတွေကိုလုတ်တော်တွေအပြိုတော်တွေပါအများကြီးလိုက်ပါလာကြတာဟာမှုမှတ်တွေနန်းနက်ခင်းစီဝေးတတ်တယ်လို့စီကားတိုက်မြိုက်နေတယ်ဒါပေမဲ့ကျမကတော့ဂီယူမဆိုင်ပဲအေကီယောမင်းကြီးကိုဆက်လက်ဆွဲခေါ်ပြီးအတင်းပြေးခိုင်းနေခဲ့တယ်မီတာ100လောက်တောင်မပြေးရသေးဘူးအေကီယောမင်းကြီးကအသက်ရှူမောတော့ပဲတောင်းပန်လာတယ်ချစ်စနီးကိုတော့တကယ်မပြေးနိုင်တော့ဘူးခဏလေးလောက်အနားယူလို့ရမလားသူ့ပိုက်ပူကြီးကိုကြည့်ပြီးဒေါသထွက်တာနဲ့ကန်ချလိုက်ပြီးပြောလိုက်တယ်ရှင်ကဘလောက်တောင်ဝတ်နေလဲဆိုတာမကြည့်ဘဲနဲ့နားကျင်သေးတယ်လားလို့ကိုလုတ်တော်တွေနဲ့အစေခံတွေကကျမကအေကီယောမင်းကြီးကိုရိုက်ရဲတယ်ဆိုတာမြင်တော့ကျမကိုဖမ်းဖို့အတင်းပြေးလာကြတယ်အေကီယောမင်းကြီးကအဲ့ဒါကိုမြင်တော့ကျမကိုကာကွယ်ပေးပြီးပြောလိုက်တယ်မင်းတို့စိတ်မထိန်နိုင်ကြဘူးလားဘသူငါချစ်စနီးကိုထိရဲလဲထိရင်ခေါင်းဖြတ်ပစ်မယ်ဒီနောက်ပိုင်းချစ်စနီးကကိုတော့ကိုဘာပဲလုပ်ရတယ်တဲ့အေကီယောမင်းကြီးရဲ့စကားကိုကြားပြီးတော့ကျမကပို့ပြီးအရှိန်ဝါကြီးလာပြီးနန်းတော်ထဲမှာပို့ပြီးမိုက်မိုက်ရိုင်းရိုင်းနေတော့တယ်လမ်းဘေးကခွေးတွေကိုပါရိုက်ချင်စိတ်ပေါက်လာတယ်အထီးပါပဲနိုင်ဝက်လောက်ကြာတော့အေကီယောမင်းကြီးဟာရေချိုးပြီးခါစလို့ချွေးတွေဆက်ဆက်ကျနေတော့တယ်နန်းတွင်းစေခံတွေကိုအေကီယောမင်းကြီးနန်းနက်ခင်းစီဝေးတတ်တဲ့အခါအစားအသောက်တွေခုံးစားမိအောင်တေချာကျူးဆိုင်ဖို့ကျမမှာကြားလိုက်တယ်အေကီယောမင်းကြီးရဲ့ဝေးချဖို့စီမံကိန်းကြီးအတွက်ကျမကသူ့ကိုဝေးချစီစဉ်တစ်ခုရေးဆွဲပေးဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ကျမမထင်မှတ်ထားတာကတော့တော်ဝင်မီးပိုချောင်းကအေကီယောမင်းကြီးအတွက်ပြင်ဆင်ထားတဲ့မနက်စာဟာကယ်လိုရီတွေအပြည့်ပါတဲ့ဝက်ချေတော့ပေါင်းချိုချင်ကားကြော်နဲ့ပြားရည်ကင်ပဲသားတို့ဖြစ်နေတာပါပဲဒီလိုရတာရှိတဲ့ဟင်းပွဲတွေကိုမြင်လိုက်ရတော့ကျမပါဆက်ဟောင်းသားဖြစ်သွားတယ်ဒါကတော့တကယ်ကိုမျက်စိပွင့်သွားတာပဲလို့တွေးလိုက်မိတယ်ဒီတော်ဝင်ဟင်းလျာတွေကအရန်ကောင်းလုံးတယ်ဒီလိုအသားငါးတွေစားရင်ဝက်တောင်အသေးစီဖုံးနိုင်တဲ့ဒေါသထွက်လုံးလို့မျက်မှောင်ကျုပ်ပြီးစားပွဲကိုရိုက်ချလိုက်ကတော်ဝင်မီးပိုချောင်းကစားဖို့မှုတွေကိုအမိန့်ပေးလိုက်တယ်ဒီနေ့ကစားပြီးအေကီယောမင်းကြီးရဲ့အစားအသောက်တွေအကုန်ပြောင်းမဲ့အသားငါးတွေအကုန်ဖယ်ပြီးကော်ဖီထိုးဟင်းချိုနဲ့တိုဘူးဟင်းချိုနဲ့ပဲလဲလှယ်ပေးတော်ဝင်မီးပိုချောင်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားပြီးတာဝန်ခံကြီးကဲကတုံတုံရင်ရင်နဲ့ခေါင်းညိတ်သဘောတူလိုက်တဲ့အမိန့်ပေးပြီးတာနဲ့ကျမတော်ဝင်မီးပိုချောင်းကနေထွက်လာခဲ့တယ်ဒါပေမဲ့ဘသူတိမှလည်းကျမခြေလန်းတလန်းပဲလန့်ရသေးတယ်ဆံပင်စီပြန်ပြီးမျက်နှာပွေရောင်ရောင်လေးဖြစ်နေတဲ့ကိုလုတ်တော်လေးတယောက်ကလူလေးပြေးလာပြီးမိဖူရားခေါင်ကြီးအေကီယောမင်းကြီးကလို့အော်ပြောလာတယ်ကျမရင်ထဲမှာဖျင်းခနဲ့ဖြစ်သွားတယ်ဒီလိုနဲ့ပဲကျမနန်းတော်ကိုရောက်လာတာဒုတိယနေ့မှာအေကီယောမင်းကြီးကိုကျမပင်ပန်းလုံးလို့တေအောင်လုပ်ပစ်လိုက်ပြီလားကျမငယ်ငယ်ရွယ်ရွယ်နဲ့မူဆိုးမဖြစ်ရတော့မှလားလို့တွေးပူမိတယ်ဒါပေမဲ့နောက်ပိုင်းကိုလုတ်တော်လေးရဲ့စကားတွေကကျမကိုရေမောစေတော့မလို့ဖြစ်စေခဲ့တယ်မိဖူရားခေါင်ကြီးအေကီယောမင်းကြီးကငကားပလင်မှာကန့်ညိနေပြီးထလို့မရတော့ဘူးတဲ့ဒါနဲ့ကျမကပူစိန်တစ်ချောင်းကင်ပြီးတိုင်းပြည်နန်းတော်ဘက်ကိုတန်းတန်းမတ်မတ်သွားလိုက်တယ်အေကီယောမင်းကြီးကငကားပလင်ပေါ်မှာထိုင်နေရင်မျက်နှာတစ်ခုလုံးနီးရဲနေပြီးကျမကိုရှက်ပြုံးပြုံးပြီးပြောလိုက်တယ်ချစ်စနီးကိုတော့ဘာလို့ဒီကိုရောက်နေတာလဲသူကရှက်ပြုံးပြုံးနဲ့ခေါင်းကုတ်တယ်ကျွန်တော်ဘာလာလောက်တာလဲလို့ပြန်မေးရသေးတယ်ခင်ဗျားကိုဆူမလို့လာတာပေါ့မူးမတ်တွေကိုရာစပလက်လင်ကိုလန့်ခိုင်းလိုက်တော့အေကီယောမင်းကလန့်ထားတဲ့လက်တကောင်လိုပဲလက်ချေလေးဖက်ကားပြီးပလင်ထဲမှာကက်နေတာမျက်နှာကသွေးတွေစီးချက်လောက်အောင်နီးရဲနေတာပဲဒါပဲနှစ်ချိန်ရှိပြီလဲ10ချိန်တောင်10ရက်အတွင်း10ချိန်ကက်နေတာကျွန်တော်လဲခြေလန်းကျဲကြီးတွေနဲ့ရှေ့တိုးပြီးဓာတ်ကိုမြောက်လိုက်ချလိုက်နဲ့ပလင်လက်ရန်ကိုနှစ်ပိုင်းပိုင်းလိုက်တယ်အေကီယောမင်းကကုတုံးဆိုရဲ့အတန်နဲ့လိမ့်ထွက်လာပြီးကျမ်းပြင်ပေါ်မှာနှစ်ချက်လောက်စောင့်ကန်သွားတဲ့နောက်တော့သူ့ကိုရန်ရှင်းနှန်းတော်ကိုပြန်တည်သွားကြတဲ့နနက်စာကိုကျူဟန်မင်းကြီးစီချပေးလိုက်တဲ့အချိန်မှာမျောလင့်တကြီးဖြစ်နေတဲ့သူ့မျက်နှာအမူအရာကရုတ်တရက်တောင့်ခနဲဖြစ်သွားတာကိုကျွန်တော်မြင်လိုက်ရတယ်သူကအစိမ်းရောင်ဟင်းပွဲလေးတွေကိုလက်ညှိုးထိုးပြီးကျင်းဦးလေးဒါပါရွက်တွေလည်းငါတခါမှမမြင်ဘူးပါလားလို့မေးတယ်ကျူဟန်ကသူ့ရှိကဟင်းချိုပွဲကိုကြည့်လိုက်ကျွန်တော်ကိုကြည့်လိုက်လို့တယ်ရုတ်တရက်ပန်းကန်လုံးကိုစားပွဲပေါ်တင်လိုက်ပြီးခါကိုမတ်မတ်ထားလိုက်တယ်အေကီယောမင်းရဲ့ခမ်းနားတဲ့ဟန်ဘတ်နဲ့ငါကကိုးဖက်ကိုးလံကိုအစိုးရတဲ့ငကားမင်းသားစစ်စစ်ပဲဒီလိုရာမျိုးကိုဘယ်လိုလုပ်စားနိုင်မှာလဲဒီအကြောင်းသာပြင်ပကိုပေါက်ကြားသွားရင်တကဘာလုံးကလောင်ကြမှာမဟုတ်ဘူးလားလို့ပြောတယ်ဒါဆိုအေကီယောမင်းကြီးရာစပလက်လင်မှာကပ်ပြီးထွက်မရတော့ကြတော့လူတွေလောင်ကြတာမဟုတ်ဘူးလားကျူဟန်ရဲ့မျက်
နာကချက်ချင်းဆိုသလိုနီးရဲလာတဲ့နန်းတော်ထဲမှာ3စက္ကန့်လောက်တိတ်ဆိတ်သွားတယ်သူကတိုးလေးရေရွတ်တယ်အဲ့ဒါကရာဇပလက်လင်ရဲ့ပြဿနာအင်ဂျင်နီယာဌာနကလှုပ်ထားတဲ့အရွယ်စားကမမှန်လို့10ချိန်လုံးမမှန်တာကျွန်တော်ကသူ့ဘေးမှာပြုံးလေးထိုင်ပြီးပြုတ်ထားတဲ့ဘန်ကော်ဖီစိမ်းတစ်ဖက်ကိုသူ့ပါဆက်နာကိုကပ်ပေးလိုက်တယ်ငါဒါမကြိုက်ဘူးဒါဆိုအေကီယောမင်းကြီးပါကြိုက်လေဝက်ချွေတော့ပေါင်းလားမရှိဘူးတော်ဖီငါလားမရှိဘူးပြားရီတုပ်ပဲခင်လားမရှိဘူးဒါဆိုဘာတွေရှိတာလဲကျူဟန်တယောက်ငိုတော့မလို့ဖြစ်နေပြီးဘန်ကော်ဖီစိမ်းတစ်ခွားသီးကျက်ရင်ပုံသားမို့တို့ဟုကျွန်တော်ကလက်ချောင်းတွေထောင်ပြီးရေတွက်ပြတယ်အေကီယောမင်းကြီးတစ်ခုခုရွေးလိုက်ပါသူကခါတာတိတ်ဆိတ်နေတဲ့ရုတ်တရက်စားပွဲဆုံးပေါ်ကိုမေးတင်လိုက်ပြီးမျက်လုံးနဲ့လုံးကအောက်ကနေအပေါ်ကိုတနားစဖွယ်လေးမောကြည့်တယ်ချင်းဦးလေးကကျွန်တော်ကိုမကြိုက်တာလားဟင်ကိုရောကိုမကြိုက်ဘူးလားကိုရောဝါတာကိုအထင်သေးလို့ဒီလိုတွေအတင်းကျွေးနေတာလားကိုရောကိုငှက်ထားပြီးတခြားပိန်တဲ့သူနဲ့အစားထိုးကျင်တာလားသူအဲ့ဒီလိုပြောတဲ့အခါလေတန်ကဝမ်းနေတဲ့လိုမျိုးဖြစ်နေတယ်သူ့ပုံစံကိုကြည့်ပြီးကျွန်တော်လဲဒေါသလဲထွက်ရဲလဲရဲချင်းဖြစ်နေမိတယ်တကယ်လို့ပိန်တဲ့သူနဲ့အစားထိုးကျင်ရင်ဒီလောက်တောင်အားထုတ်နေပါမလားကျွန်တော်လဲဘရိုကိုလီကိုသူ့ပါဆက်နာကိုထပ်တိုးပေးလိုက်တယ်တန်းပြေးတာပုံမကောင်းဘူးလားဟင်းသီးဟင်းရက်တွေနဲ့ပါဆက်တွေပြည့်နေအောင်စားနေတယ်ကြာဂျူဟန်ကိုကြည့်ပြီးတကယ်ပြောရရင်တော့ဂျူဟန်ကစကားနားထောင်တတ်သူမို့တာပေါ့ဒီအလုပ်ကိုဆက်မလုပ်ချင်တော့ဘူးလို့တောင်စိတ်ထဲမှာဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော်ဘလို့မှမထင်ထားတာကတော့ဂျူဟန်ရဲ့ဝိတ်ချတဲ့လမ်းမှာတားဆီးတွေကတကယ်ကိုများလုံးနေဆိုတာပါပဲတတိယနေ့မှာဖရင်မင်းမြတ်ကိုပြေးလေးချင်းဖို့ကျွန်တော်ကစားတွေကိုဆေလွတ်ပြီးခါကြတော့မူလနေရာမှာပဲဖရင်မင်းမြတ်ပြန်လာတာကိုအကြာကြီးရက်ဆောင်နေခဲ့တယ်ဒါပေမဲ့ဖရင်မင်းမြတ်ထက်အရင်ပြန်ရောက်လာတာကတော့တားနန့်တွေရဲ့ဖြစ်နေတဲ့အနက်နောက်ကိုလိုက်အားတဲ့အခါတွေးလိုက်ရတဲ့မြင်ကွင်းကြောင့်ကျွန်တော်ခေါင်းနဲ့ဆိုင်လဲမလို့တောင်ဖြစ်သွားတယ်ဖရင်မင်းမြတ်ရဲ့ပါဆက်ထဲမှာဝက်တောင်တစ်ချမ်းအပြည့်ရှိနေတာကိုတွေးလိုက်ရတယ်မင်းကြီးအမှုတော်ဆောင်ရတာပင်မန်းတီးလို့ပါအားရှိအောင်လို့ကျွန်မကိုယ်တိုင်ဝက်တောင်တစ်ချမ်းကို2နာရီလောက်ပေါင်းပြီးချက်ထားတာပါဘေးကစူးမြောက်ရန်ရဲ့အတန်ကလည်းချုံမြင်လုံးလို့နားထောင်ရတာကြက်တီးတောင်ထတယ်ဂျူဟန်ကကျွန်တော်ပြန်ရောက်လာပြီဆိုတာတီးတော့ဝက်တောင်ကိုသူ့နောက်ကျောဘက်ချက်ချင်းဖွက်လိုက်တယ်မျက်စိရှိမှဖွက်မရတော့တာကြောင့်သူကကျွန်တော်ကိုခိုးကြည့်ပြီးဒူးဆိုင်ကလက်ကလေးလမ်းပြီးကိုယ်တကိုက်လောက်စားလို့မရဘူးလားလို့မေးတယ်ကျွန်တော်သူဒီလိုလုပ်မယ်ဆိုတာတီးပြီးသားပါကံကောင်းတာကကျွန်တော်လဲကြိုတင်ပြင်ဆင်ထားပြီးသားကျွန်တော်လဲလက်ထဲကနေတိတ်ပက်လိတ်ကြီးတစ်လိပ်ကိုထုတ်ပြီးမျက်စိတမိတ်အတွင်းမှာပဲဆက်လက်ဆိုတဲ့အတန်နဲ့ဂျူဟန်ရဲ့ပါဆက်ကိုပိတ်လိုက်တယ်တခန်းလုံးအဲရုံလှုပ်သွားကြတယ်စူးမြောက်ရန်ကတော့ဘန်းကန်ကိုကင်ထားတဲ့လက်ကလေထဲမှာပဲရက်တက်နေပြီးမျက်နှာမူရာကလည်းခလုံးနှိပ်ပြီးရက်တန့်ထားသလိုဖြစ်နေရဲ့ဂျူဟန်ကတော့မျက်လုံးဝိုင်းသားနဲ့ဦးနဲ့အော်နေရဲ့ကျွန်တော်လဲလောင်ပြုံးပြီးစူးမြောက်ရန်လက်ထဲကဝက်တောင်ကိုစူးစိုက်ကြည့်လိုက်တယ်ပြီးတော့အားဖြစ်တာလဲထက်အားဖြစ်ရင်ရေပုံးကြီးတောင်ဖြစ်တော့မယ်လို့ပြောလိုက်တယ်စူးမြောက်ရန်ရဲ့မျက်နှာကချက်ချင်းကိုပြောင်းလဲသွားတယ်ဒါပေမဲ့ခဏလေးတွင်းမှာပဲတနာစရာကောင်းတဲ့ပုံစံမျိုးကိုပြန်လုပ်လိုက်တယ်မိဖူးရားခေါင်ကြီးရဲ့ဒီလိုတော့မပြောပါနဲ့ကျမကမင်းကြီးကိုတနာလို့ပါတနာတယ်ဟုတ်လားဖရင်မင်းမြတ်အခုဘလောက်လေးချိန်ရှိလဲဒီလားစူးမြောက်ရန်ကတုံဆိုင်သွားပြီးအဲ့ဒါတော့ကျမမသိပါဘူးလို့ပြန်ပြောတယ်တကယ်ပဲဒီစူးမြောက်ရန်ကချစ်ခံရဖို့ပဲလုပ်နေတာဂျူဟန်ရဲ့ကျမ်းမာရေးကိုလုံးဝအယူမစိုက်ဘူးပေါင်300ရှိနေပြီးဒီလိုဝက်တောင်မျိုးတွေထက်စားရင်နောက်လဆိုပေါင်350ကျော်သွားလိမ့်မယ်အဲ့ဒီခါကျရင်ထီးနှံပလက်လင်မှာတောင်ထိုင်လို့မရတော့ဘူးနန်းတော်တစ်ခုလုံးရဲ့ကျမ်းပြင်တွေကိုတောင်ပြန်ခင်းရလိမ့်မယ်ဒါကသူ့ကိုတနာတာလားဒုက္ခပေးတာလားစူးမြောင်ရန်တယောက်ဘာမှပြန်မပြောနိုင်တော့ပဲကျမကထက်စီးကနေကြည့်လိုက်တယ်ဒီနေ့ကစပြီးအေကယ်ရဲ့ထမင်းဟင်းကိစ္စအားလုံးကိုကိုယ်တိုင်တာဝန်ယူမယ်လို့ကြေညာလိုက်တယ်စူးမြောင်ရန်တယောက်တုံးတက်သွားပြီးသူ့လက်ထဲကထမင်းဘူးတောင်ပြုတ်ကျလို့နီးဖြစ်သွားတယ်ဒီနေ့လေချော့မော့ကြိုးပန်းတာအရာမရောက်မှန်းသိတော့ကျမမျိုးမင်းကြီးခွင့်တောင်းပါတယ်လို့ပြောပြီးခေါင်းညက်ရိုးတေပြုတ်ကအစာဘူးကင်ပြီးအလင်းမြန်ထွက်သွားတော့တယ်သူမထွက်သွားတာကိုကြည့်ပြီးကျမကကျူးဟန်ဘက်လက်လိုက်တယ်သူမကအခြေအနေကိုကောင်းနားလည်တဲ့သူပါကျမလက်ကြည့်လိုက်တာနဲ့သူကချက်ချင်းပြန်လှည့်ပြီးပြေးနေကြတိုင်းပြန်ပြေးနေတော့တယ်နောက်ရက်တွေမှာတော့ကျမကကျူးဟန်အတွက်တင်းကျပ်တဲ့ကိုလေးချိန်ရှော့ချရေးအစီအစဉ်ကိုရေးဆွဲလိုက်တယ်မနက်တိုင်းမိုးမလင်းခင်ကျူးဟန်ကိုဆောင်ပုံထဲကနေဆွဲထုတ်တယ်ပြီးရင်ဥယျာဉ်တော်ထဲမှာငါးပတ်ပြေးရတယ်ပြီးမှပြန်လာပြီးကျမ်းမာရေးနဲ့ညီညွတ်တဲ့မနက်စာစားရတယ်အဲ့ဒီနောက်နန်းတော်ကိုသွားရတယ်နန်းတော်ကပြန်လာရင်လည်းခန္ဓာကိုယ်လေးကျင့်ကန်းလုပ်ခိုင်းဖို့ဆွဲခေါ်ရတယ်ကျမဆိုဥယျာဉ်တော်ထဲမှာရိုးရှင်းတယ်အားကစားကမ်းမလေးတောင်စောက်ခိုင်းထားတယ်အဲ့ဒီမှာဘားတန်းတွေတွဲပါးတွေကျိုးခုံတာတွေဒံပဲတွေပြီးတော့ကြီးမားတဲ့တက်သားပြီးကြီးတစ်ခုလည်းရှိတယ်ဥယျာဉ်ထဲမှာကြွက်ပြေးဆက်လို့ပုံစံမျိုးပေါ့အေကီယော်တာကိုတော့နေလက်ပြီးလို့ခေါ်ပါတယ်လို့ကျမကခက်တီပဲမိတ်ဆက်လိုက်တယ်နေနဲ့လာလဲပတ်ပုံကိုအတူယူပြီးကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအင်တွေကိုစုပ်ယူတာကြောင့်ကျမရဲ့အတွက်အထူးကောင်းမွန်ပါတယ်လို့လည်းပြောပြခဲ့တယ်ကျူးဟန်ကအဲ့ဒီကြီးမားတဲ့ဘီးကြီးကိုကြည့်ပြီးမျက်နှာတစ်ပြင်လုံးမလို့ခြင်းနဲ့အမူအရာတွေနဲ့ပြည့်နေတယ်ဒါမီးတွေစံကြိတ်ဖို့သုံးတဲ့ဆက်ကြီးလိုပဲဘရင်တော့ခံစားရတယ်လို့သူကပြောတယ်မဖြစ်နိုင်တာအေကီယော်ရဲ့ဒါကရှေးခေတ်နဲ့ဖျားတွေသုံးခဲ့တဲ့ပစ္စည်းပါအေကီယော်မင်းတွေကျမ်းမာရေးအတွက်အထူးဖန်တီးထားတာလာပါအေကီယော်တက်ပြီးလမ်းလျှောက်ကြည့်ပါဦးလို့ကျမကချော့လိုက်တယ်ကျမချော့မော့ပြောဆိုတာနဲ့ကျူးဟန်ကတဝက်ယုံတဝက်မယုံနဲ့ဘီးပေါ်တက်လိုက်တယ်2လမ်းလောက်လျှောက်လိုက်တာနဲ့ဘီးကကောက်ကောက်မိလာတော့တာပဲအေကီယော်မြန်လောက်ပါဦးနောက်ထပ်မြန်လေးလို့ကျမကတိုက်တွန်းလိုက်တယ်ကျူးဟန်လည်းမဖြစ်မနေအရှိန်တင်ပြီး300ကန်လောက်ရှိတဲ့ခန္ဓာကိုယ်ကြီးနဲ့ဘီးပေါ်မှာပြေးနေတော့တယ်ဆက်တစ်ခုလုံးပြင်းထန်ကိုလှုပ်ခါနေတာဘေးနားကနန်းတွင်းသူနန်းတွင်းသားတွေဆိုလဲကြောက်လို့မျက်နှာတွေဖြူဖက်ဖြူရောဖြစ်နေကြတယ်ဒီဆက်ကြီးရုပ်တရက်ပြိုကွဲပြီးအေကီယော်ပြုတ်ကြမှာကိုစိုးရိမ်နေကြတာပေါ့ကျုံမလုံးနိုင်တော့ဘူးလို့အေကီယော်ကအော်ဟစ်တယ်သူ့မျက်နှာပေါ်ကချွေးတွေကမိုးရွာသလိုစီးကြနေတယ်နည်းလေးရဲ့တိခတ်မအောင်နောက်15မိနစ်ပဲလို့တော့တာလို့ကျမကပြောလိုက်တယ်15မိနစ်1မိနစ်တောင်မခံနိုင်တော့ဘူးလို့ကျူးဟန်ကညီးတွားတယ်အဲ့ဒီအချိန်မှာပဲကျမကဝေလင်းကိုအကူညီခေါ်လိုက်တယ်သူကအခုမှကင်ထားတဲ့တိုးသားတုံးပန်းကန်ကိုကင်ပြီးဘီးရှိမှရက်နေတဲ့စားခွင့်မပေးရဲပြယုံပဲပြတာအေကီယော်ဒီမှာတိုးသားတုံးလို့ဝေလင်းကပြောလိုက်တယ်ကျူးဟန်ရဲ့မျက်လုံးတွေကချက်ချင်းကိုတောက်ပလာတယ်ရွှေရောင်တန်းနေပြီးကျွတ်ဆက်ဖြစ်နေတဲ့တိုးသားတုံးကိုကြည့်ပြီးတကုတ်နဲ့တတွေးတွေမျိုးချလိုက်တယ်ပြီးတော့ကြက်သွေးထိုးထားသလိုပဲခြေထောက်ရှင်ကရုတ်
ရက်မြင်လာတယ်ပြီးကလည်းကောက်မြင်ရင်အယူမူးလည်းနေရဲ့ဆက်တစ်ခုလုံးကလည်းဒဏ်ကိုမခံနိုင်တော့တဲ့အတန်တွေထွက်လာတယ်ကျမကအံ့အားသင့်ပြီးကြည်နေမိတယ်ဒီဝက်ချန်ကြီးကတော့စားတော့အတွက်ဆိုဘာမဆိုလုံးမယ်ဆိုတာတေချာသွားပြီးတိုးသားတုံးကျုပ်တိုးသားတုံးလို့ချင်တယ်လို့ကျူးဟန်ကအော်ဟစ်တယ်ကျူးဟန်ကစံကျိတ်ဆက်ဆွဲနေတယ်မြည်လိုပဲချွေးတွေတုံရင်ပြီးပေါ်မှာပြေးနေတယ်ဝေလင်းကတိုးသားတုံးကိုမြောက်ပြီးအစာအဖြစ်မြူဆွဲနေတယ်ကျမကတော့နောက်ကနေအချိန်ကိုကိုက်ညီအောင်ကြည့်နေခဲ့တယ်အဲ့ဒီနားနေမှာတော့ကျမထုံးစံအတိုင်းကျူးဟန်ရဲ့အိတ်ဆောင်ကိုသွားစစ်ဆေးတယ်တကားဖွင့်လိုက်တော့အိယာကဗလာနက်တီသူပသွားတာလဲလို့ကျမမေးလိုက်တယ်တကားဆောင်နန်းတွင်းကြုံကိုမေးတော့သူကတုံတုံရင်ရင်နဲ့မိဖုရားကြီးကိုရှောက်တင်ပါတယ်ဖျားအေကယောက်ကမိစ္ဆာတွေစစ်ဆေးဖို့နန်းတွင်းစာကြီးတိုက်ကိုသွားပါတယ်တဲ့လို့ပြောတယ်ကျမရင်ထဲမှာအမိမတိဒေါသတစ်ခုထွက်ပေါ်လာတယ်ဖုံးတော်လိုက်တဲ့ကျူးဟန်ငါကိုလည်းရဲတယ်ပေါ့လို့စိတ်ထဲကနေတွေးလိုက်မိတယ်ကျမလဲဘာမှဂယုမဆိုင်တော့ပဲနန်းတွင်းမိဖို့ဆောင်ဘက်ကိုရှောက်သွားလိုက်တဲ့တကားကိုတွန်းဖွင့်လိုက်တာနဲ့နန်းတွင်းမိဖို့ဆောင်ထဲမှာဘယ်သူမှမရှိဘူးငါသူ့ကိုအထင်လွဲမိတာများလားလို့တွေးမိတယ်ကျမခြေလန်းလှည့်ပြီးပြန်ထွက်မှာခြေထောက်အောက်မှာပျော့အီတစ်ခုကိုနင်းမိလိုက်တယ်လို့ပဲဒါကအမျိုးသားတယောက်ရဲ့ခြေထောက်ငါတီသားပဲကောင်းစုပ်လေးမိတော့မိပြီမလားလို့ကျမကတွေးလိုက်မိတယ်တကားနောက်ကိုတိတ်လေးလျှောက်သွားရင်တက်လာမယ်တွေးပေါင်ချိန်ကိုအတင်းဖိနှိပ်ထားရတော့တယ်လက်နှစ်ဖက်ကကြက်ကင်တကောင်ကိုကင်ပြီးတပြုတ်ပြုတ်နဲ့စားနေတာနှုတ်ခမ်းတွေမှာစီတွေပေးလို့မျက်နှာတစ်ခုလုံးလဲ sauce တွေနဲ့ပြည့်နေတာပဲမင်းနှစ်ထက်ကလည်းကြက်ရိုးတစ်ချောင်းကတွဲလောင်းလေးဖြစ်နေတယ်မြင်ရသူဖို့ရဲစရာလဲကောင်းတယ်လို့တနာစရာလဲကောင်းနေရဲ့ပါဆက်ထဲမှာလဲကြက်ပေါင်တစ်ဝက်ကအပြည့်မျက်လုံးတွေကလည်းပြူးလို့သူကတော့စကားတွေပြက်သားမှကြောစွာနဲ့ကျမနောက်မှာရက်နေတဲ့အဆောင်တွေကိုလမ်းပြီးဆုတ်ခိုင်းတယ်ကျင်းဝိုင်မင်းလဲဗိုက်စာနေတာလားလို့ခက်ဆူးဆူးလေးလမ်းမေးလိုက်တဲ့ကျူးဟန်ကတော့ပါဆက်ထဲကကြက်ပေါင်ကိုကပြကရမျိုးချလိုက်တာဒီမလို့တောင်ဖြစ်သွားတယ်ဟိုဟိုနဲ့နှစ်ချက်သုံးချက်ချောင်းဆိုးပြီးတော့မှကိုယ်တိုင်မားရင်းနေပြီဆိုတာတီသွားဟန်နဲ့မျက်နှာမှာပြုံးတီလေးကပေါ်လာတယ်နာကဗိုက်စာလို့ပါကွာတကယ်ကိုဗိုက်စာလုံးလို့ပါတဲ့ကျမလဲသူ့ရှေ့ကိုတိုးသွားပြီးခါကိုင်းပြီးကြည့်လိုက်တယ်ဒီနေ့ညစာမင်းစားပြီးပြီမဟုတ်လားကြက်ရင်ပုံသားတုတ်တပွဲရဲ့ခရမ်းချင်တီးတို့ဟူးဟင်းချိုတပွဲရဲ့လေကျူးဟန်ကတော့မျက်နှာငယ်လေးနဲ့ပြန်ပြောတယ်အဲ့ဒါလေးနဲ့ဘယ်သူညခံပါမလဲငါးဘိုက်ကအကြီးကြီးနဲ့မြည်နေတာမအိပ်နိုင်ဘူးဒါကြောင့်မင်းခိုးစားနေတာပေါ့ဟုတ်လားလို့ကျမကပြန်မေးလိုက်တော့ကျူးဟန်လည်းဘာမှပြန်မပြောနိုင်တော့ဘူးသူ့လက်ထဲမှာစီတွေတောက်တောက်ပြောင်ပြောင်နဲ့ကြက်ပေါင်ကိုကြည့်ရင်ကျမကျူးဟန်ရဲ့အစီပိုတွေကိုရှော့ချဖို့အတွက်လေ့ကျင့်ခန်းတွေဆလုပ်ဖို့ဆုံးဖြတ်လိုက်တယ်နောက်တနေ့မနက်မှာတော့ကျမကျူးဟန်ကိုစစ်ရေးလေ့ကျင့်ခွင့်နဲ့ခေါ်လာခဲ့တယ်သူ့ရှေ့မှာမမက်ရက်နေတဲ့တမနီးပိုက်လုံးကြီးကိုမြင်လိုက်တော့သူ့ကြောပြင်ကနေအေးဆက်ဆက်လေးအေးတစ်ချက်ဖြတ်တိုက်သွားတယ်ဒီပိုက်လုံးကကျူးဟန်ရဲ့ခန္ဓာကိုအလဲပိုင်းကြန့်ခိုင်မှုကိုလေ့ကျင့်ဖို့ကျမအထူးစီစဉ်ထားတာအရှင်မင်းကြီးဒီနေ့ကျမတို့လေ့ကျင့်ရမယ့်အစီအစဉ်ကတမနီးတိုင်ကပါလို့ကျမပြောလိုက်တော့ဘာကလို့ကျူးဟန်ကနားတော်မှာသွားတယ်လို့ခံစားရပြီးနားရွက်ကိုလက်နဲ့ကုပ်ကြည့်လိုက်တယ်တမနီးတိုင်ကပါဒါကခန္ဓာကိုယ်တစ်ခုလုံးကိုလေ့ကျင့်ပေးနိုင်ပြီးကြွသားတိုင်းကိုတမာစေတဲ့အထီရောက်ဆုံးလေ့ကျင့်ခန်းပဲစီလောင်ကျွမ်းလုံးလဲတော်တော်လေးကောင်းတယ်ဒါပေမဲ့အရှင်မင်းကြီးကဘလို့လို့ဒီကကိုကလို့ရမလဲအရှင်မင်းကြီးဆိုတော့ဘာဖြစ်လဲအရှင်မင်းကြီးလဲလူပဲလေလို့ကျမကပြန်ပြောလိုက်တယ်ကျမသူ့လက်ကိုဆွဲပြီးတမနီးတိုင်နာခေါ်သွားတယ်လာလက်နှစ်ဖက်နဲ့ဒီတိုင်ကိုမြဲမြဲကင်ပြီးပက်ပက်လဲလှည့်ရမယ်ပက်ပက်လဲလှည့်ရမယ်လို့မှလိုက်တယ်ကျူးဟန်ရဲ့မျက်နှာပြည့်မှာညှင်းဆက်နေတဲ့အမူအရာတွေပေါ်နေပေမဲ့ကျမရဲ့မျက်လုံးစုံကစူးစူးဝါးဝါးကြည့်လိုက်တော့သူလဲငြိမ်ပြီးတမနီးတိုင်ကိုကင်လိုက်တယ်ပက်လိုက်တာတပတ်တောင်မပြည့်သေးဘူးကိုခနဲမီတန်နဲ့အတူတမနီးတိုင်ကဒဏ်ကိုမခံနိုင်တော့ဘူးနောက်ထပ်တစ်ပတ်ပက်လိုက်တော့ကိုနဲ့မီပြီးတမနီးတိုင်စတင်ကွေးညွတ်လာတယ်တတိယပတ်မှာတော့ခလွတ်ခနဲမီပြီးတမနီးတိုင်ကအလဲကနေထောက်မှန်တိုင်ကွေးသွားတော့တယ်ပေါင်300ကျော်ရှိတဲ့အရှင်မင်းကြီးကကွေးညွတ်သွားတဲ့တမနီးတိုင်မှာချိတ်လွဲနေတာကကြီးမားတဲ့အလှဆင်ပစ္စည်းကြီးတစ်ခုလိုပါပဲတကွင်းလုံးတိတ်ဆိတ်လို့ကျမလဲမျက်နှာကိုလက်နဲ့အုပ်ထားလိုက်မိတယ်ကွေးညွတ်နေတဲ့တမနီးတိုင်မှာချိတ်လွဲနေတဲ့ကျူးဟန်ကတော့ဘာမှမသိတယ်လို့ပုံစံနဲ့ငါထင်တယ်ဒီပိုက်လုံးကအရေးသွေးမကောင်းဘူးထင်တယ်လို့ပြောလိုက်တယ်ဒါကပိုက်လုံးအရေးသွေးမကောင်းလို့တော့မဟုတ်ဘူးထင်တယ်သူ့ရဲ့အလေးချိန်ကိုကျမတကယ်ပဲရှော့တွက်လိုက်မိတာပဲဒါနဲ့စစ်ရေးလေးကျင့်ကွင်းမှာပို့ပြီးထူတဲ့တမာတဲ့တန်တိုင်ကိုထပ်ဆိုင်လိုက်တဲ့ကျူးဟန်လဲနောက်တစ်ခါထပ်ပြီးအတင်းကျပ်ခိုင်းစေတာခံရပြီးတန်တိုင်ကိုပတ်ပြီးကစင်းကလျားလက်နေရတော့တယ်သူ့တကိုယ်လုံးကစီတွေကလည်းတုံတုံရင်ရင်နဲ့လောက်ခါနေတယ်ဘေးကနန်းတွင်းသူနန်းတွင်းသားတွေကရဲချင်းပေမဲ့မရဲရဲတော့မျက်နှာတွေတောင်နီးရဲနေကြပြီးအရှင်မင်းကြီးခြေထောက်ကိုမြောက်ပါဟုတ်တယ်ဒီလိုပဲလက်ကအားထက်ခန္ဓာကိုယ်လဲပိုင်းကိုကြစ်ကြစ်လေးလေးထိန်းထားကျူးဟန်လဲမောဟိုက်နေတဲ့ကြားကပတ်နှဲငယ်လှည့်ပြီးတော့ကျင်းရှုငါတကယ်မရဲနိုင်တော့ဘူးလို့အားကုန်ပြောလိုက်တယ်နောက်နီးနဲ့လေးရဲ့ထက်ကြိုးစားနှစ်ဆုံကြံသေးတယ်နှစ်ဆုံငါတဆုံတောင်မလုံနိုင်တော့ဘူးဒါဆိုတဝက်လည်းမလုံနိုင်ဘူးအဲ့ဒါဆိုလေးပုံတပုံလုံးကျူးဟန်ကတော့စိတ်ထဲမှာအော်ဟစ်နေမိတယ်ဒါတွေကဘာကွာကြားလို့လဲတဲ့သူ့စိတ်ထဲမှာကျင်းရှုကသူ့အတွက်ကောင်းဖို့လုပ်ပေးနေတာစိတ်မဆိုးရဘူးလို့အချိန်ချင်းရေရွနေမိတယ်တကယ်လို့သူ့ရဲ့မူလစိတ်ထားတိုင်းဆိုရင်ကျင်းရှုကသူ့ကိုကိုလေးချိန်ရှော့ခိုင်းနှုံးကလေးကစိတ်ဆိုးနေလောက်ပြီးသူမကတပြည်တော်လုံးရဲ့ဖရင်မှာပဲဘသူမှသူ့ကိုစိတ်ကုန်စရာအကြောင်းမရှိဘူးဒါကြောင့်ကျင်းရှုပြောသမျှသူလုပ်ရမယ်တမနီးတိုင်အကကိုမနေစူးစားပြီးအောင့်ခံပြီးတဲ့နောက်ကျမသူ့ကိုနန်းတော်ဥယျာဉ်ထဲကရွှေငါးကန်စီခေါ်သွားတဲ့ကျူးဟန်ကတော့ကန်ထဲကရွှေငါးပြည့်ကိုကြည့်ပြီးမျက်နှာမှာမရှင်းမလင်းနဲ့မေးခွန်းထုတ်တယ်ငါ့ကိုဒီငါးတွေနဲ့တူရေကူးခိုင်းမှာတော့မဟုတ်ဘူးမဟုတ်လားကျမလဲဟန်ဆောင်မှုအပြည့်နဲ့လက်နဲ့မတတ်မတာပုံစံမျိုးလုပ်ပြရင်အရှင်မင်းကြီးနောက်တစ်ဆင့်ကရေထဲမှာပြေးတာဟုတ်တယ်ရေထဲမှာပြေးရမယ်ရေရဲ့တန်အားကလေထက်ပိုများလို့စွန့်ရင်ပိုကုန်တဲ့ဒူးကိုလည်းတက်ရောက်မှုနေလို့အစ်စ်တွေမထိခိုက်ဘူးဒါပေမဲ့ဘာမှမရှိဘူးကျမလဲသူ့ရဲ့စိုးရိမ်ပူပန်မှုကိုတီးလိုက်တယ်သူကတက်ကိုအရန်ချစ်တဲ့သူပဲလေဘာမှမဖြစ်ပါဘူးရေကမနှက်ပါဘူးခါလောက်ပဲရှိတယ်အနက်ဆုံးနေရာဆိုရင်ရင်ဘက်လောက်ပဲရှိတာကျူးဟန်လဲခေါင်းကုန်ပြီးကန်ထဲကိုကြည့်လိုက်တော့ရွှေငါးတွေကပျော်ပျော်ပါးပါးကူးခတ်နေကြတယ်နောက်ဆုံးမှာတော့ဆုံးဖြတ်ချက်ချလိုက်ပုံရပြီးယုံတဝက်မြုံတဝက်နဲ့ကန်ထဲဆင်းသွားတော့တယ်ရေကတကယ်ပဲမနှက်ပါဘူးသူခါလောက်ပဲရှိတယ်ရေထဲမှာခြေလန်းနဲ့လန်းကြည့်လိုက်တော့တကယ်ပဲအားဆိုင်ထုတ်
ထုတ်ရတာတိတိတာတာကိုခက်ခဲနေတာပဲရေရဲ့ခုခံအားကြောင့်ခြေလမ်းတိုင်းကအရန်ကိုခက်ခဲနေတာပေါ့ကျွန်တော်ကကန်းဆက်ကနေအမိန်ပေးတော့ကျူးဟန်လဲခြေလမ်းတွေကိုအရှိန်မြင့်ပြီးရေကန်ထဲမှာခက်ခဲပြေလို့အားပါတော့တယ်ရေတွေကပန်းထွက်လို့ရေကန်ထဲကငါးချင်းတွေလဲလန့်ပြီးဟိုဒီပြေးကုန်ကြတာပေါ့ကောင်းပြီဒီအရှိန်တိုင်းပဲနောက်တစ်ပတ်ထပ်လုပ်လိုက်ဦးကျူးဟန်လဲသွားတွေတကြိတ်နဲ့ရေထဲမှာဆက်ပြေးနေတဲ့ချွေးတွေကလည်းရေနဲ့ရောပြီးသူ့ပါးပြင်ပေါ်ကနေစီးကြလာတာပေါ့အဲ့ဒီအချိန်မှာပဲကောင်းကင်ကိုဖောက်ထွက်သွားမယ်အော်တန်စူးစူးတစ်ခုထွက်ပေါ်လာတယ်ကျူးဟန်လဲရေထဲကနေရုတ်တရက်ခုန်ထွက်ပြီးဘိုက်ကိုလက်နှစ်ဖက်နဲ့ဖိကင်ထားလိုက်တာပေါ့တကယ်ကြီးဘိုက်ကိုက်ခံရတာပဲကျူးဟန်လဲကြောက်လန့်တကြားနဲ့ရေပြင်ကိုလက်ညှိုးထိုးပြတဲ့ပြစ်ကင်းတဲ့ငါးချင်းတကောင်ကတော့ရေပွက်တွေကိုမတိမတာမှုတ်ထုတ်နေတာပေါ့ကျွန်တော်လဲမယုံနိုင်စရာသူ့ကိုကြည့်ပြီးဒါမှန်လားဒါမှမဟုတ်လိန်တာလားလို့တန်တရားဝင်နေမိတယ်ဒါပေမဲ့သူ့ဝတ်ကိုမတင်လိုက်တော့မှတကယ်ပဲဖက်ဖြူနေတဲ့သူ့ပိုက်သားပေါ်မှာတေးသေးလေးအနီရောင်ကွက်လေးတစ်ခုကိုတွေးလိုက်ရတယ်တကယ်ငါးကိုက်ခံရတာဖြစ်ရမယ်ကျူးဟန်လဲမောမောပန်းပန်းနဲ့ကမ်းပေါ်ကိုတက်လာတယ်တကိုယ်လုံးရွှဲဆိုနေပြီးငကားပုံပါတဲ့ဝိယုံကလည်းခန္ဓာကိုယ်မှာကက်နေတာကြောင့်ဝါရုပ်နေတဲ့ကိုယ်လုံးကိုပေါက်ကိုပို့ပြီးထင်ရှားစေတယ်သူကရေကန်ပေါင်သားမှာထိုင်နေပြီးတကိုယ်လုံးလဲမလမပနဲ့တနာစရာကောင်းလို့နေတာပေါ့အဲ့ဒီအချိန်မှာပဲဝေလင်းကဘယ်ကနေရောက်လာမှမသိဘူးလက်ထဲကမျက်နှာတုပ်ပူဝါ6တထဲကိုလမ်းပေးရင်အရှင်မင်းကြီး3ပါလှိုလျှောက်လိုက်တဲ့ကျူးဟန်လဲမျက်နှာတုပ်ပူဝါကိုလမ်းယူလိုက်ပြီးမျက်နှာတုပ်ဖို့အလုပ်ကျွန်တော်ရဲ့မျက်လုံးတွေကဝေလင်းရဲ့ရင်ဘက်ကိုတဲစိုက်ကြည့်နေတာကိုတွေးလိုက်ရတယ်ဟုတ်တယ်ဝေလင်းရဲ့ရင်ဘက်ကိုပဲကျွန်တော်ကြည့်နေတာဝေလင်းကဒီနေ့အဖြူရောင်ပါလွာတဲ့အင်ဂျီလေးဝတ်ထားတာရေဘက်ခံလိုက်ရတော့သူ့ကိုယ်ပေါ်မှာကွက်တိကက်နေပြီးသူ့ရဲ့ကြွက်သား8ခုလုံးကိုရှင်းရှင်းလင်းလင်းမြင်နေရတာပေါ့ကြွက်သားတစ်ခုစီတိုင်းထင်ရှားတဲ့ရင်အုပ်ကြွက်သားဝမ်းပိုက်ကြွက်သားမဲလဲတကယ်ဝါတွေကလည်းပေါ်လိုက်ပြောက်လိုက်တဲ့လူတွေကိုတွေးတော့ကျင်စရာဖြစ်စေတယ်ကျွန်တော်လဲတနွေးတွေမျိုးချလိုက်တဲ့ကျူးဟန်ရဲ့မျက်နှာကတခါလေးအတွင်းပြောင်းလဲသွားတာကိုကျွန်တော်သတိမထားမိလိုက်ဘူးဝေလင်းမင်းရင်ဆုတ်သွားလိုက်တော့ဟုတ်ကဲ့ပါအရှင်မင်းကြီးဝေလင်းလဲခါကိုင်းပြီးဆုတ်သွားပေမဲ့ကျွန်တော်မျက်လုံးတွေကတော့သူ့နောက်ကိုခါရတာလိုက်နေတော့မဲ့အဲ့ဒီနောက်တော့ကျူးဟန်ရဲ့အတန်ကကျွန်တော်ရဲ့မကောင်းတဲ့အတွေးတွေကိုဖျက်တောက်လိုက်တယ်ကျင့်ရှူကျွန်တော်လဲစိတ်ထဲမှာမပါပဲပြန်ထူးလိုက်တဲ့မျက်လုံးတွေကတော့ဝေလင်းသွားရဘက်ကိုပဲရောက်နေတော့မဲ့ကျင့်ရှူကျူးဟန်လဲအတန်ကိုမြင့်ပြီးဘာလို့နေတာလဲငါ့ကိုမနှောက်ယှက်နဲ့ကျွန်တော်လဲနောက်ဆုံးတော့တတိပြန်ဝင်လာပြီးကျူးဟန်ရဲ့ဝိုင်းဆက်နေရဲ့မျက်နှာကကျွန်တော်ကိုတဲကြည့်နေတာကိုတွေးလိုက်ရတယ်မျက်နှာကလည်းပုံမှန်မဟုတ်ပဲမောင်မိုက်နေတယ်ဝေလင်းရဲ့နောက်ကျောကအဲ့လောက်တောင်ကြည့်ကောင်းနေလို့လားဒီဝါတို့ကြီးကအမြင်တော်ကောင်းတာပဲလို့ကျွန်တော်တွေးမိတယ်ကျူးဟန်လဲထက်လိုက်တယ်ပေါင်300လောက်ရှိတဲ့သူ့ခန္ဓာကိုယ်ကဖိအားပြည့်နဲ့ကျွန်တော်စီကိုတဖြည်းဖြည်းတိုးကပ်လာတယ်ငါကမင်းရှိမှရှိနေတာကိုမင်းကငါ့ကိုမကြည့်ပဲအဆောင်တယောက်ကိုသွားကြည့်နေရအောင်သူ့ရဲ့မနာလိုဝင်လို့ဖြစ်နေတဲ့ပုံကိုကြည့်ပြီးကျွန်တော်ရုတ်တရက်ရဲချင်းစိတ်ပေါက်လာတယ်အရှင်မင်းကြီးမနာလိုဖြစ်နေတာတော့မဟုတ်ပါဘူးနော်မနာလိုဖြစ်တာလားငါလုံးဝမနာလိုမဖြစ်ဘူးကျွန်တော်လဲမထိန်နိုင်တော့ပဲရဲလိုက်တယ်ဒီဝါတို့ကြီးမနာလိုဖြစ်နေတဲ့ပုံစံကတော်တော်ချစ်ဖို့ကောင်းတာပဲကျွန်တော်လဲသူ့မျက်နှာကိုလက်နဲ့ပုတ်တက်ပြီးစိတ်မဆိုးပါနဲ့ကျမသူ့အင်ဂျီဆိုနေတာမြင်တော့သူ့ခန္ဓာကိုယ်ချိုးစားကလာတယ်လို့ပြောတာပါခန္ဓာကိုယ်ချိုးစားကလာတယ်ကျူးဟန်ရဲ့အတန်ကပိုပြီးအေးဆက်လာတယ်မဟုတ်ဘူးအရှင်မင်းကြီးကျွန်မပြောတာကအင်ဂျီရဲ့အချိုးစားကိုပြောတာပါသူ့ဝတ်စုံပုံစံကတကယ်ကိုလာတာပါဘသူ့ကိုပြောတာလဲဆိုတော့ဂျူဟန်ကိုပေါ့ဂျူဟန်ကကျမကို3စက္ကန့်လောက်စိုက်ကြည့်ပြီးတော့မှမျက်နှာငယ်လေးနဲ့ခေါင်းလဲသွားတယ်ငါလဲဗိုက်သားကြွက်သားတွေလေ့ကျင့်ရမယ်တဲ့ကျွန်မလဲခါကြောင်သွားပြီးမှရဲမိလိုက်တယ်ကောင်းပြီလေအရှင်မင်းကြီးဒါဆိုလဲကောင်းကောင်းစူးစမ်းမှပေါ့လို့ပြောတော့ဂျူဟန်ကလက်သီးကိုချစ်ပါအောင်ဆုပ်ပြီးငါတကယ်ပြောတာလို့ဆိုတယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာသူခဏရက်ပြီးမျက်နှာထားတင်းတင်းနဲ့မင်းတခြားယောက်ျားတွေကိုမကြည့်ရဘူးလို့ပြောချလိုက်တယ်ကျွန်မလဲမျက်ခုံးပစ်မိတာပေါ့ဒါတော့ခက်ပြီလေနန်းရွေးရရှိတွေရောနန်းတော်တွေကစောင့်ရှောက်တွေရောခံရတဲ့သူတွေအများကြီးပါလို့ပြန်ပြောတော့သူတို့ကိုအကုန်လုံးနယ်ဆက်ကိုပို့ပြီးတတိုင်းကြီးစောက်ခိုင်းလိုက်မယ်တဲ့ရှင်တကယ်ပြောတာလားကျွန်မလဲဂျူဟန်ရဲ့ဝိုင်းဆက်နေရဲ့မျက်နှာကိုကြည့်ပြီးသူနောက်ရတာလားတကယ်ပြောနေတာလားဆိုတာခံမှန်းကြည့်တယ်ဒါပေမဲ့သူ့မျက်လုံးတွေထဲမှာအမြဲတမ်းအစီတွေနဲ့ပြည့်ပြီးမင်းမိတ်နေတဲ့မျက်လုံးတွေထဲမှာအဲ့ဒီအချိန်ကတော့အနေရရှိတဲ့အယောင်တစ်မျိုးလင်းလက်နေတယ်ကျွန်မလဲရင်ထဲထိတ်ခနဲဖြစ်သွားတယ်ဒီဝတ္တူကြီးကပေါ်တန်ပြောနေတာမဟုတ်ဘူးဆိုတာတီးလိုက်ရပြီးအဲ့ဒီညမှာပဲဝေလင်းစီကိုထူးဆန်းတဲ့အမိန့်တော်တရက်ရောက်လာတယ်နန်းတွင်းရှိုးဝက်ဆောင်ရှောက်တွေရဲ့ခေါင်းဆောင်ဝေလင်းကိုအခုကစားပြီးနန်းတော်တဲကအင်တာအကုန်လုံးကိုတလကြအောင်ဆေးကြောဖို့အမိန့်ပေးလိုက်တာဝေလင်းလဲအမိန့်တော်ကိုကင်ပြီးကြောင်းတောင်းဖြစ်နေတာပေါ့ငါပါများမလုံးမီလို့ပါလဲလို့လေဒီလိုတွေဖြစ်နေတာကိုကျမကတော့နည်းနည်းမှမသိသေးပါဘူးကျမရဲ့စကားတခွန်းကဒီလိုကြိုးဆက်တွေရှိလာမယ်လို့အထင်ပါမလဲဂျူဟန်အစားအသောက်ထင်းပြီးဝိတ်ချတာ10ရက်မြောက်နေမှာပဲနန်းတွင်းတစ်ခုလုံးတုံးလုတ်သွားတော့တာပေါ့မိဖူရခေါင်ကြီးဥဆောင်တဲ့ဖရင်ကျမ်းမာရေးကို view site ပါဆိုတဲ့အုပ်စုကနန်းတွင်းရရှိတွေအကုန်လုံးနဲ့ပူးပေါင်းပြီးဖရင်ကိုနှိပ်စက်တယ်ဆိုပြီးကျမကိုပြစ်တင်ကြတာဘိုးကြီးဝင်ကြီးချုပ်ကတုံရင်နဲ့ထွက်လာပြီးဖြူဖွေးနေတဲ့မုတ်စိတ်တွေတောင်တုံရင်နေတာပေါ့မိဖူရခေါင်ကြီးကရှင်မင်းကြီးကိုအစာလျှော့ခိုင်းပြီးလေ့ကျင့်ခန်းတွေလုပ်ခိုင်းတာဒါဟာငကားကိုထိခိုက်စေတာပါဗျာကျွန်တော်မျိုးတို့ကရှင်မင်းကြီးရဲ့ငကားကိုကျမ်းမာအောင်ထိန်းသိမ်းဖို့တောင်းဆိုပါတယ်ဗျာတဲ့ဟုတ်ပါတယ်ဗျာလို့နောက်ထပ်မတ်တယောက်ကလည်းထောက်ခံပြောဆိုတယ်ရှင်မင်းကြီးလည်းကြည်ပါဦးပိန်သွားပြီးဒီအတိုင်းသာဆိုရင်ငကားကိုကျမ်းမာရေးကစိုးရိမ်စရာပါဗျာတဲ့ကျွန်တော်မျိုးလည်းထောက်ခံပါတယ်ဆိုပြီးနန်းတွင်တစ်ခုလုံးဒူးထောက်ချလိုက်ကြတော့တာဂျူဟန်ကတော့ရာဇပလက်လင်ပေါ်မှာထိုင်ပြီးအမတ်တွေကိုတစ်ချက်ဘေးမှာရက်နေရဲ့ကျမကိုတစ်ချက်ကြည့်ရင်မလုံးမလဲဖြစ်နေတာပေါ့ကျမလည်းခက်ပြုံးလေးရဲလိုက်ပြီးနန်းတော်လဲကိုရှောက်သွားကပတ်လဲကိုကြည့်လိုက်တယ်အမတ်မင်းတို့အမပြောချင်တဲ့စကားလေးတွေရှိပါတယ်ပြောတင်မပြောတင်တော့မသိဘူးလို့ဆိုတော့ရှင်တို့ကကျမငကားကိုထိခိုက်စေတယ်လို့ပြောတယ်ဒါဆိုကျမပြန်မေးပါရစေငကားကိုကျမ်းမာအောင်ထိန်းသိမ်းနေဆိုတာဘာကိုခေါ်တာလဲလို့မေးလိုက်တယ်အရှင်မင်းကြီးကိုကောင်းကောင်းစားကောင်းကောင်းတောက်ပြီးအေးဆေးဆေးနေစေတာပေါ့ဗျာတဲ့ကောင်းကောင်းစားကောင်းကောင်းတောက်ဟုတ်လားအရှင်မင်းကြီးကအခုဆိုလမ်းနဲ့လမ်းလျှောက်တာနဲ့သုံးခါမောနေပြီမြင်းတောင်မစည်းနိုင်တော့ဘူးလေကားတစ်ထစ်တက်တာတောင်လူတွဲရတယ်ဒါကိုငကားကိုထိန်းသိမ်းနေခေါ်တာလားနန်းတွင်တစ်ခုလုံးတိတ်ဆိတ်
သွားတော့တာပေါ့အရှင်မင်းကြီးကခုမှ24နှစ်ပဲရှိသေးတယ်ကျမဆက်ပြောလိုက်တယ်ခွန်အားပြည့်ရှိရမယ့်အရွယ်မှာအခုသူ့ခန္ဓာကိုယ်ကပေါင်300နေပြီကြီးမားတဲ့ယောဂတွေဖြစ်နိုင်ချေများပြီးဘယ်ချိန်မဆိုလဲကျသွားနိုင်တယ်ဒါကိုငကားကိုထိမ့်သိမ့်နေခေါ်တာလားအမတ်တွေလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးတချို့ကပြန်ချေပတ်ချင်ပေမဲ့ဘာဆက်အားပြီးဘာပြောရမှန်းမသိဖြစ်နေကြတယ်အမတ်မင်းတို့ကရှင်မင်းကြီးကိုတကယ်စေတနာနဲ့ကောင်းစေချင်တယ်ဆိုတာကျမသိတယ်ဒါပေမဲ့ကောင်းစေမဲ့နင်းလန်းတွေအများကြီးရှိတယ်ဝက်ဝံလုံးကြီးလိုဝအောင်ကျွေးနေတာမျိုးကိုပဲကောင်းတယ်လို့မခေါ်ဘူးလို့ပြောလိုက်တော့နန်းတွင်တစ်ခုလုံးကနေတက်ရှူတန်ပြင်းပြင်းတွေထွက်လာတယ်ဂျူဟန်ကတော့ရာဇပလက်လင်ပေါ်မှာထိုင်ပြီးဝိုင်းဆက်နေရဲ့မျက်နှာမှာရှုပ်ထွေးတဲ့အမူအရာတွေပေါ်နေတာပေါ့သူစိတ်ဆိုးခြင်းပေမဲ့ကျမပြောတာမှန်တယ်လို့လည်းထင်နေပုံရတယ်ဒါအပြင်ကျမဆက်ပြောမယ်တဲ့အမတ်မင်းတို့ကကျမကိုဖယင်ကိုနှိပ်စက်တယ်လို့ပြောတယ်ဒါဆိုကျမမေးပါရစေအရှင်မင်းကြီးဝိတ်ချတာဒီ10ရက်အတွင်းမှာစိတ်တက်တွေအရင်ကထက်ကောင်းမလာဘူးလားလမ်းလျှောက်တာအရင်ကထက်ပိုတော့လက်မလာဘူးလားနန်းတော်တက်တော့လဲအိမ်ငိုက်တာတွေမရှိတော့ဘူးမဟုတ်လားအမတ်တွေတိတ်ဆိတ်သွားကြတယ်တကယ်တော့ဒီ10ရက်အတွင်းမှာအရှင်မင်းကြီးရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကတိတိတာတာကောင်းမွန်လာခဲ့တာပါအရင်ကဆိုနန်းတော်တက်ချိန်မှာရာဇပလက်လင်ပေါ်မှာအိမ်ငိုက်နေတတ်ပေမဲ့အခုတော့တနန်းနှလုံးစိတ်အားထက်သန်စွာနဲ့နားထောင်နိုင်နေပြီလေဒါကြောင့်ကျမပြောချင်တာကကျမကအရှင်မင်းကြီးကိုနှိပ်စက်နေတာမဟုတ်ဘူးသူ့ကိုကူညီနေတာသူပို့ပြီးအသက်ရှိနေနိုင်အောင်ပို့ပြီးကောင်းမွန်တဲ့အိတ်ကျော်တစ်ပါးဖြစ်လာအောင်ကူညီနေတာနန်းတွင်တစ်ခုလုံးတိတ်ဆိတ်သွားပြီးအဖိုးကြီးဝင်ကြီးချုပ်လည်းဘာဆက်အားရင်ကနောက်ဆုံးတော့တပြင်းချပြီးပြန်ဆုတ်သွားတော့တယ်ဂျူဟန်ကိုဝိတ်ချခိုင်းတဲ့လမ်းမှာဘာတားဆီးမှမရှိတော့ဘူးလို့ကျမထင်လိုက်မိတဲ့အချိန်မှာတရက်ပြီးတရက်တလပြီးတလနောက်ဆုံး6လတိတိကုံဆုံးသွားခဲ့တဲ့အချိန်တွေကမြန်ဆန်လိုက်တာများတစင်းလို့ပဲဒီ6လတာစူးစမ်းမှုတွေရဲ့အဆုံးမှာကျမကိုယ်တိုင်ပင်ပန်းပြီးပေါင်း10ပေါင်း30လောက်ပင်ကျသွားခဲ့တယ်အဲ့ဒီအချိန်မှာကျမကနန်းတော်ဥယျာဉ်ထဲကကြောက်ခုံပေါ်မှာထိုင်နေရင်ဝေးကွာတဲ့နေရာကဂျူဟန်ကိုကြည့်နေမိတယ်သူကတော့အရင်တိုင်းပေါင်300လေးတဲ့သားတုံးကြီးလိုပဲကျမလည်းမျက်ရည်တွေတိတ်တိတ်ကလေးစီးကြလာခဲ့တယ်အရှင်မင်းသမီးကျမရဲ့ကိုလုတ်တော်ထွေးဤကလန့်ပြီးမေးတယ်ဘာဖြစ်တာလဲဘာမှမဖြစ်ပါဘူးနော်တဲ့ကျမလည်းမျက်နှာသေးနဲ့လက်ကိုလွတ်ချလိုက်ရင်ဒီ6လလုံးငါဘာတွေလုပ်နေခဲ့တာလဲလို့ပဲစဉ်းစားနေမိတယ်ထွေးဤကကျမမျက်နှာကိုတတိထားပြီးကြည့်နေရင်မဲ့ဘာမှမပြောရဲဘူး6လတောင်ကြာသွားခဲ့ပြီးတကယ်ကိုခက်ခဲလုံးတယ်တကယ်ကိုမလွယ်ဘူးဒီ6လကိုငါဝက်မွေးမြူရေးလုပ်ရင်တောင်ဝက်တွေအစာကျွေးပြီးဈေးကိုတောင်တင်ပို့လို့ရနေလောက်ပြီးကျမလင်းချင်းရှုပါရှင်ခစ်တစ်မှာဆိုရင်24နာရီအတွင်းကိုရီးယားကိုအပြေးလွှားသွားပြီးကွန်ဆတ်ကြီးနောက်နေ့ကျမပြတ်မကွက်ရုံးတက်နိုင်လောက်အောင်ခက်ခဲပင်ပန်းတဲ့လုပ်ငန်းတွေကိုလုပ်နိုင်တဲ့တမနီစိတ်တက်ပိုင်ရှင်ဖန်တယောက်ဒါပေမဲ့ဒီဝါတဲ့လူတယောက်ရဲ့ဝိတ်ချတာကိုတော့အကြိမ်60တိတိမအောင်မြင်နိုင်ခဲ့ပါဘူးဒီ6လအတွင်းကျူဟင်ကဝိတ်ချရေးစီစဉ်ကိုအကြိမ်60တိတိစတင်ခဲ့ပြီးအကြိမ်60တိတိပဲမအောင်မြင်ပဲအဆုံးသတ်ခဲ့ပါတယ်အမြဲတမ်းစိတ်အားထက်သန်စွာနဲ့စတင်ပြီးခဏလေးနဲ့ပြင်းရည်သွားတတ်တဲ့နောက်ဆုံးတော့နန်းတွင်းကမိဖူရားတွေရဲ့ဆွဲဆောင်မှုရှိတဲ့အစားအသောက်တွေရှေ့ရောက်တော့လဲအကုန်လုံးပျက်စီးသွားတာပါပဲကျမကခင်ပွန်းတီကိုဝိတ်ချခိုင်းနေတာမဟုတ်ပဲကလေးကြီးတယောက်ကိုထိန်းနေရတယ်လို့ပဲလို့ခံစားရတယ်သူ့သဘောပါပဲဘာဖြစ်ပေါ့လို့ကြွေအားကိုကျမပြောလိုက်တယ်အရှင်မင်းကြီးကိုဝိတ်မချခိုင်းတော့ဘူးလားလို့ကြွေအားကအန်တက်ကြီးမေးလိုက်တယ်ကုညီစရာလားကျမလည်းမြင်လိုက်ရပြီးဒီကျူဟိန်ကဘလို့မှထူမပေးနိုင်တဲ့အားတို့ပါပဲကျမဘလောက်ပဲစူးစမ်းသူကစားစရာရှိစားနေတာပဲလဲစရာရှိလဲနေတာပဲတကယ်ကိုဖယင်ကပြိုတော်လောက်တောင်အသုံးမကျဘူးဆိုတဲ့စကားနဲ့ကိုက်ညီနေတာပဲသူ့နောက်ကိုလိုက်ပြီးတွန်းအားပေးနေမဲ့အစားကိုပဲအားစိုက်ထုတ်တာပိုကောင်းတယ်6လတောင်အချိန်ပေးပြီးကိုခင်ပွန်းကိုပြောင်းလဲပေးမဲ့အစားခင်ပွန်းတစ်တယောက်ရှာလိုက်တာကပိုပြီးလွယ်ကူလိမ့်မယ်ဟုတ်တယ်ခင်ပွန်းတစ်တယောက်ရှာလိုက်တာကပိုပြီးလွယ်ကူလိမ့်မယ်ကျမထရက်လိုက်ပြီးထမိန်ဘောကလက်ဖက်6ဖက်တွေကိုပုတ်ခါလိုက်တယ်ဒါနဲ့ဥယျာဉ်ရဲ့တစ်ဖက်ကနေရှောက်လာတဲ့စူးမိုင်ရန်နဲ့တဲ့တိုးပါလေရောစူးမိုင်ရန်ကပြုံးလိုက်ပြီးဘာရဲ့မဟုတ်တယ်လို့ပြောလာတယ်အိုအမတော်ပါလားမင်းညကအရှင်မင်းကြီးကကျမနန်းဆောင်မှာညစာ3ဆောင်ခဲ့တယ်ရှင်ခောက်ဆွဲ3ပန်းကန်တောင်စားသွားတာနင်းနေပဲစားဖို့ကျမတိုက်တွန်းပေမဲ့ဒီတစ်ခါလာတော့ကောင်းစားရမယ်လို့ပြောပြီး3ဆောင်သွားတာခောက်ဆွဲ3ပန်းကန်နဲ့လားကျမကဒီမှာသူ့အတွက်ဝိတ်ချနေတွေလုံးပန်းပြီးစီစဉ်ပေးနေတာကိုသူကဟိုဘက်ကကြာဖြူနန်းဆောင်ကိုရောက်သွားပြီးခောက်ဆွဲ3ပန်းကန်တောင်စားနေခဲ့တာပေါ့လေဟုတ်လားကျမကပြုံးလိုက်တဲ့ပြုံးမှာအေးတက်တွေပြည့်နေခဲ့တယ်ဒါဆိုလဲကောင်းတာပေါ့ရှင်မင်းကြီးပြောနေရင်ပြီးတာပဲစူးမိုင်ရန်ကကျမရဲ့တုတ်ပြန်မှုကိုလုံးဝမျှော်လင့်မထားတာကြောင့်ခဏလောက်ကြောင်သွားတယ်အမတော်စိတ်မဆိုးဘူးလားဘာလို့စိတ်ဆိုးရမှာလဲကျမကဘာလို့စိတ်ဆိုးရမှာလဲရှင်မင်းကြီးစားကျင်စားပေါ့ကျမကသူ့မိမမဟုတ်တာဒီလိုပြောပြီးကျမနောက်လက်ထွက်သွားလိုက်တယ်စူးမိုင်ရန်တယောက်တည်းကိုအန်တက်ကြီးမျက်နှာနဲ့ရက်ကြံခဲ့စီပြီးပေါ့ဥယျာဉ်ထဲကထွက်လာတော့ကျမရဲ့ခြေလမ်းတွေကတဖြည်းဖြည်းမြင်လာပြီးနောက်ဆုံးတော့ပြေးတယ်လို့မျိုးဖြစ်လာတယ်ကိုနန်းဆောင်ကိုရောက်တာနဲ့တကားကိုဒုံခန်းနဲ့ပိတ်ပစ်လိုက်ပြီးတကားပေါင်ကိုမိကျန်းပြင်ပေါ်ကိုထိုင်ချလိုက်တယ်မနာကျင်ဘူးလို့ပြောရင်လင်ယာရောက်လိမ့်မယ်ကျမတယောက်တည်းဖန်လို့တုံးကတော့ဒီလောက်မပင်ပန်းခဲ့ဘူးလို့တီးတိုးရည်ရင်မျက်ဝန်းတွေကပူလာတယ်ဖန်လို့တဲ့အခါအိုင်တော်တွေကစင်ပေါ်မှာတောက်ပနေစေကျမကိုအားအင်တွေပေးနေစေပဲလေဒါပေမဲ့ဒီဝတဲ့လူကတော့ထားလိုက်ပါတော့မတွေးတော့ဘူးကင်တွယ်လို့မရဘူးဒီနေ့ကစားပြီးကျူဟဲရဲ့ဝိတ်ချရေးလုပ်ငန်းကြီးကိုကျမတစ်ဖက်သက်ဆွန့်လွတ်လိုက်ပြီလို့ကြေညာလိုက်တယ်အဲ့ဒီနေ့ကစားပြီးကျမလဲကိုလုံးဝလွတ်ချလိုက်တဲ့အရှင်မင်းကြီးကပြောမရရင်ကျမလဲရေရချစရာရှိတဲ့ယောကြားချောလေးတွေကိုရေရချမယ်လေနောက်နေ့ကျတော့ကျမနန်းဥယျာဉ်ထဲမှာကြမ်းခိုင်တမာတဲ့ယောကြားကောင်းတွေရဲ့တိုင်းပညာပြပွဲတစ်ခုကိုကျင်းပလိုက်တယ်နန်းတော်စောင့်တက်ရဲ့အထူးတပ်ဖွဲ့ဝင်တွေကိုနန်းဥယျာဉ်ထဲခေါ်ယူပြီးတယောက်ချင်းစီအင်ဂျီမပါပဲတိုင်းပညာပြအခိုင်းလိုက်တယ်သူတို့ကလက်ဝှေ့ဓားလန်စတဲ့တိုင်းပညာတွေကိုပြသခဲ့ကြတယ်နေအောင်ကြီးကသူတို့ရဲ့ဂျင်းနီအောင်သားရေပေါ်ကြားရောက်နေပြီးချွေးတွေကကြွက်သားတွေရဲ့အကြောလိုက်စီးကြနေတာကိုတွေ့ရတယ်ကြွက်သားတိုင်းကတောက်ပတ်နေတာပဲကျမကခုံမြင့်ပေါ်မှာထိုင်ပြီးရေခဲချင်ရီတစ်ခွက်ကိုကိုင်းရင်မျက်လုံးတွေကလည်းဘယ်တစ်စက္ကန့်မှအငြိမ်မနေဘူးဒီလူကတော့ကောင်းတဲ့အရက်မြင့်နဲ့ဟိုလူလည်းကောင်းတဲ့အရန်ကောင်းအောင်လေ့ကျင့်ထားတာပဲဟိုမာကြီးခန္ဓာကိုယ်ကလည်းတမာတဲ့အချိုးစားတွေကရမ်းလာတာပဲကြွေအားကတော့ဘေးကနေနားထောင်ရင်းနဲ့တုံလုံးနေတယ်အရှင်မနင်းနေတိုးတိုးလေးပြောပါတယောက်
ယောက်ကြားသွားရင်မကောင်းဘူးဘာကြောက်เสียရှိလို့လဲကျမကဘာမှဂယုမဆိုင်ဘူးကျူဟိန်ကိုကျမ6လတောင်အချိန်ပေးပြီးပြုစုပြောထောင်ပေးခဲ့တာသူကကိုဘာသာကိုမစ조사တာရှင်းပွက်ထဲကလူကိုဘလို့မှဆွဲတင်လို့မရဘူးကျမကိုလာမပြောနဲ့ကျမကလေကားကနေဆင်းပြီးခနာကိုယ်တော်တင်းနဲ့ကိုရန်တော်တယောက်ရဲ့ရှေ့ကိုရှောက်သွားလိုက်တယ်သူ့ပိုက်ချက်သားတွေကိုလက်နဲ့သွားဆန်းလိုက်ပြီးဒီချိုးစားတွေကတော့အမခမ်းပဲလို့ရင်ထဲကနေတကယ်ကိုချီးကျူးလိုက်တဲ့ခစ်တစ်မှာဆိုရင်တော့ဆွဲဆောင်မှုရှိတဲ့ကကွက်လေးတွေပါတက်မယ်ဆိုရင်နမေကြီးနိုက်ကလပ်တွေရဲ့ခေါင်းဆောင်ဖြစ်လာမှာပဲကိုရန်တော်ရဲ့မျက်နှာကလေပင်ထိနီးရဲသွားပြီးဘာလို့ရမှန်းမသိပဲရက်တန့်သွားတယ်ကျမမသိလိုက်တာကတော့အဝေးကကြောက်တောင်တူးနောက်မှာမျက်လုံးတစုံကကျမကိုစူးစိုက်ကြည့်နေပြီးအဲ့ဒီမျက်လုံးတွေကဖုံးကွယ်ထားတဲ့ဒေါသတွေနဲ့ပြည့်နှက်နေတယ်ဆိုတာပါပဲကျူဟိန်ကအောက်တောင်တူးနောက်မှာရက်နေပြီးသူ့ရဲ့ပေါင်300အလေးချိန်ရှိတဲ့ခနာကိုကြီးကဒေါသကြောင့်တုံရင်နေတယ်သူကကျမကိုကြန့်ခိုင်တမာတဲ့ရောကြားကောင်းတွေကြားမှာရွယ်ဝဲနေတာကိုကြည့်နေတယ်ကျမရဲ့လက်တွေကသူများပိုက်ချက်သားတွေကိုသွားစမ်းနေတာကိုကြည့်နေရဲ့ကျမပန်းပွင့်လေးလိုလှလှပပရေမောနေတာကိုကြည့်နေရဲ့ဒါနဲ့ကလပ်ဆိုတဲ့အတန်နဲ့အတူသူ့လက်ထဲကကြောက်စိမ့်လက်ကောက်ကလည်းကွဲချေသွားတဲ့တညတာအတွင်းနန်းတော်ထဲကရောကြားချောလေးတွေကလုံးဝနီးပါးပြောက်ွယ်သွားခဲ့တယ်ကျမနောက်နဲ့နိုးလာတော့တနန်းတော်လုံးကိုကြည့်လိုက်တော့ဘသူမသိအောင်မော်တက်နဲ့ဖုံးအုပ်ထားသလိုပဲချောမောခံရတဲ့ကိုရန်တော်တွေဝင်ကြီးတွေနန်းတွင်အမှုထမ်းတွေအားလုံးတယောက်မှမရှိတော့ဘူးချော့ဟိုကိုဟန်ပြေပြေနဲ့ခံရတဲ့ကိုရန်တော်ကဘယ်ရောက်သွားလဲနန်းတော်တင်ချိုင်းကိုစောင့်ဖို့လွတ်လိုက်ပါပြီရှင်ဟိုခန္ဓာကိုတောင်တင်းတန်မာတဲ့သူကရောသူ့ကိုတော့နေဆက်မှာတတိုင်းတီဆောက်ဖို့လွတ်လိုက်ပါပြီကျဲပြန့်ပြီးကြည်ကောင်းတဲ့နောက်ကျောရှိတဲ့သူကရောသူ့ကိုတော့မြင်းဆောင်မှာမြင်းချစ်လဲခိုင်းလိုက်ပါပြီရှင်ကျမ3စက္ကန့်လောက်ငြိမ်သက်သွားတယ်ပြီးတော့မှရုတ်တရက်ရဲချလိုက်မိတယ်ကောင်းပါပြီကျူးခုံမင်းတော်ရက်ဆက်ပါလားနော်အဲ့ဒီနောက်တော့ကျူးခုံကသူ့ရဲ့60တဲ့ချိန်မြောက်ကို4ချိန်ရှော့ချရေးကိုစတင်တော့မယ်လို့မကြခင်မှာပဲကြီးညာလိုက်တယ်ဒီတစ်ချိန်လဲအရင်အချိန်60လိုပဲမလုပ်ချင်တဲ့တဝက်တစ်ပြက်ဖြစ်မယ်လို့ပဲကျမထင်ခဲ့တာဒါပေမဲ့ကျမမားသွားခဲ့တယ်ဒီတစ်ခါကျူးခုံကလူတစ်ယောက်လုံးပြောင်းလဲသွားသလိုပါပဲသူဟာပင်မနဲ့မောတယ်လို့ညည်းညူတာမရှိတော့ဘူးမတိမတာမုံခိုးစားတာလည်းမရှိတော့ဘူးညာတန်းခေါင်ရံမှာနန်းတွင်ထမင်းချက်ဆောင်ကိုပြေးသွားတာလည်းမရှိတော့ဘူးနေ့တိုင်းမိုးမလင်းခင်ထပ်ပြီးပြေးတယ်ကျမသတ်မှတ်ထားတဲ့အစားအသောက်စရင်တိုင်းတိတိကျကျစားတယ်လေ့ကျင့်ခန်းအစီအစဉ်တွေကိုလည်းတခုမကြံလုပ်ဆောင်တယ်သူ့ဝိတ်လင်းကိုအမြင်မကြည်တာသိပေမဲ့လည်းသူ့ရဲ့လေ့ကျင့်ဖို့ဖြစ်ကူညီပေးဖို့ဝိတ်လင်းကိုကိုယ်တိုင်သွားပြီးခေါ်ခဲ့တဲ့ကျူးခုံကလေ့ကျင့်ရေးကွင်းထဲမှာမတက်ရက်နေတယ်မျက်နာကတည်တင်းနေတာပဲဝိတ်လင်းလာတူလေ့ကျင့်ရအောင်အဲ့ဒီနေ့ကစားပြီးကျူဟန်ရဲ့လေ့ကျင့်မှုတွေက10စတောင်တိုးသွားခဲ့တယ်ဗျာပြေးက9ပတ်ကနေ10ပတ်4မတာက10ပီတာကနေ30ပီတာတရင်လေးရကိုလည်းလုံးဝမလုံးနိုင်တဲ့အခြေအနေကနေသွားတွေကျိတ်ပြီးအခုအချီ20အထိလုံးနိုင်လာခဲ့ပြီးသူဆို냐ဆိုရင်တော့မအိတ်တော့ဘူးနန်းတော်ထဲမှာခလေးရှာတွေအန်တာရိုကိုင်းနာတွေဆက်လုပ်နေတာတကိုယ်လုံးချွေးတွေရွှဲရွှဲဆိုမှပဲကုတင်ပေါ်ကိုပြစ်လဲတော့တာကျူဟန်ရဲ့ဒီလိုယူတော့လောက်အောင်စ조사မှုတွေကမကြခင်မှာပဲနန်းတွင်စီဝေးခန်းမှထိဥဆက်လာခဲ့တယ်တနေ့တော့နန်းနက်ခင်အစီဝေးမှာမူမတ်တွေကပုံမှန်တိုင်းတန်းစီပြီးအေကီယောမင်းကြီးရောက်လာတာကိုစောင့်နေကြတာပေါ့ဒါပေမဲ့သူတို့စောင့်နေတာကစီဝေးဆက်ဖို့အမိန့်ထုတ်ပြန်ချက်မဟုတ်ပဲထူးထူးဆန်းဆန်းအမိန့်တော်တရက်ဖြစ်နေခဲ့တယ်ကံကြမ္မာအရဖရင်မင်းမြတ်အမိန့်တော်ထုတ်ပြန်ဒီမှာယနေ့မှစပြီးနေ့စဉ်နန်းနက်ခင်းစီဝေးမစခင်မြို့တော်မှာရှိတဲ့အရာရှိအားလုံးနန်းတော်ပတ်ပတ်လဲ3ပတ်ပြေးရမည်ပြေးပြီးမှသာခမ်းမထဲဝင်ပြီးဆွေးနွေးခွင့်ရှိမည်မပြေးသူများကိုလစာတဝက်ဖြတ်မီတလားဆက်တိုက်စီကံမလိုက်နာသူကိုယာရုတဲ့ဆစ်လျှော့ချမီတဲ့မူမတ်ပေါင်းလို့လည်းအဲ့ဒီတုံလောက်သွားကြပြီးမတ်ချုပ်ကြီးကတော့ပထမဆုံးတကန့်ကွက်လိုက်တယ်အရှင်မင်းကြီးဒါဘာတွေလုပ်နေတာလဲကျွန်တော်မျိုးတို့ကစာရေးစာချီတွေပါဘလို့လို့3ပတ်ပြေးနိုင်ပါမလဲကျူဟန်ကတော့မျက်နှာတစ်ချက်မပြတ်ဘူးမပြေးနိုင်ရင်လမ်းလျှောက်လမ်းမလျှောက်နိုင်ရင်တွားသွားဘလို့ပဲဖြစ်ပြီးကိုပြီးရမယ်တဲ့အမတ်ချုပ်ကြီးကဒါပေမဲ့အရှင်မင်းကြီးလို့ပြောနေတော့ကျူဟန်ကဖြစ်ပြောလိုက်တယ်အတင်ကတက်90ကျော်လေးရဲ့ရှိသေးတာခနာကိုကဒီလောက်တောင်အခြေအနေဆိုးနေပြီလားငါကြားတာမင်းကြီးလေကားတက်တုံးကတော့ကြာကြီးမောဟိုက်နေရဲ့ဆိုအမတ်ချုပ်ကြီးလည်းဘာမှပြန်မပြောနိုင်အောင်အာခေါင်နာသွားတော့တာပေါ့ဒါတင်မကသေးဘူးဒီနေ့ကစားပြီးနနက်ခင်းစီဝေးကိုနနက်ခင်းကိုလက်လှုပ်ရှားမှုအဖြစ်ပြောင်းလဲလိုက်ပြီစီကြားလေးကျင်ခန်းတစ်ခုကိုအရင်လုပ်ပြီးမှနိုင်ငံတော်ကိစ္စတွေဆွေးနွေးမယ်လို့ထပ်ပြောလိုက်တော့မူမတ်တွေလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးဘာလို့ရမှန်းမသိဖြစ်ကုန်ကြတော့တာပေါ့ကျူဟန်ကနန်းတော်ပလက်လင်ပေါ်မှာထိုင်ပြီးအောက်ကဘိုက်ခောက်တွေဖားလားနဲ့ဘိုးကိတ်ကြီးတွေလိုဝနေရဲ့မူမတ်တွေကိုကြည့်နေတော့မှတခုတော့ဝန်ခံရတော့မယ်ဒီလိုဝတာကတကယ်မလားပတ်သက်လို့ကျမ်းမာရေးလည်းမကောင်းဘူးဆိုတာကိုပေါ့အစကဂျင်ရှုကသူ့ကိုဝိတ်ချခိုင်းတော့ကသူကရဲစရာလုပ်နေတယ်လို့ပဲထင်ခဲ့တာဒါပေမဲ့သူ့ကိုစိတ်မဆိုးစေချင်လို့ရဲစရာတွေဖြစ်ခဲ့ရင်မဲ့သူလည်းအတက်နိုင်ဆုံးပူပေါင်းပေးခဲ့တာတကယ်တော့သူ့ချစ်သူကရုပ်ရည်လာတာကိုကြည့်ရတာရမ်းကြိုက်တဲ့သူလှပတဲ့အရာမှန်သမျှကိုမျက်နှိုးတယ်ဒါကြောင့်လဲသူရမ်းစိတ်ဆိုးခဲ့ရဘူးတဲ့ဂျင်ရှုကစိတ်ဝင်စားနိုင်မဲ့နန်းတွင်းကမျိုးသားမှုမှအားလုံးကိုတောင်ယာယီခဏလေးနန်းတော်ကနေအဝေးကိုပို့ခဲ့ဘူးတာဒါပေမဲ့အခုတော့သူဂျင်ရှုရဲ့ရည်ရွယ်ချက်အမှန်ကိုနားလည်သွားခဲ့ပြီးဂျင်ရှုကသူ့ရဲ့လှပတဲ့ရုပ်ရည်ကိုလိုချင်တာမဟုတ်ပဲသူ့ရဲ့ကျမ်းမာတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်စေချင်တာပဲဖြစ်လိမ့်မယ်အဲ့ဒီနောက်တော့တားရွယ်မင်းဆက်ရဲ့နန်းတွင်းမှာတော့တခါမှမကြုံဘူးတဲ့ထူးဆန်းတဲ့မြင်ကွင်းတစ်ခုပေါ်ပေါက်လာခဲ့တယ်မူမတ်အပေါင်းတို့ကခန္ဓာကိုယ်တွေဝုန်းခနဲ့မြောက်ပြီးခြေထောက်တွေမြောက်တက်နေကြတယ်လူတိုင်းကလည်းနွားတွေလိုမောဟိုက်ပြီးချွေးတွေကလည်းရွှဲလို့နန်းတော်ပလက်လင်ပေါ်ကအေကီယောမင်းကြီးကတောင်ဥဆောင်ပြီးကိုလက်လှုပ်ရှားမှုတွေလုပ်နေတာ300ပီတာလောက်ရှိတဲ့ခန္ဓာကိုယ်ကြီးတစ်ချက်ခုံလိုက်တိုင်းနန်းတော်ကျမ်းပြင်ကတစ်ချက်တုံခါသွားတာဒီကစားပြီးနန်းတွင်းတစ်ခုလုံးကဝိတ်ချခြင်းရဲ့အုပ်စိုးမှုအောက်မှာကြောက်ရွံ့ခြင်းတွေနဲ့ပြည့်နှက်သွားတော့တယ်မူမတ်တွေကနေတိုင်းမိုးမလင်းခင်ကလေးကတပြေးကြရတယ်3ပတ်ပြေးပြီးတာနဲ့စီကြားလေးကျင်ခန်းတွေထက်လို့ရသေးတာဒါတွေပြီးမှပဲစီဝေးစနိုင်တာလူတိုင်းလည်းပင်ပန်းလုံးလို့မျက်နှာတွေကဖြူဖြော့နေတော့တာပဲအရင်ကစီဝေးတွေမှာမူမတ်တွေကတယောက်နဲ့တယောက်ရန်တွေဖြစ်ခိုက်ရန်ဖြစ်ပွားနေကြတာတွေရှိခဲ့ဘူးတယ်ဒါပေမဲ့အခုတော့ဒါတွေအားလုံးကထမင်းဝါလို့ဗိုက်ပြည့်နေတဲ့ဒုက္ခတွေရဲ့ဆိုတာသိလာရပြီးဘာလို့လဲဆိုတော့စီဝေးမဆက်ခင်ဝိတ်ချလေးကျင်ခန်းတွေလုပ်ပြီးရဲ့နောက်မှာလူတိုင်းစကားပြောတန်တောင်တိုးသွားကြတယ်အစီဝေးပြီးရင်ဆိုစကားပြောဖို့တောင်အားမရှိကြတော့
တော့ဘူးတချို့ကတော့တိုးတိုးတိတ်တိတ်တိုင်တန်းကြတယ်ဒါစီးဝေးလာတာမဟုတ်ဘူးအစ်စ်ဆေးခံရတာနဲ့တူတူပဲတဲ့တချို့ကလည်းပိုးကြောင်ပိုးဝက်နဲ့မိဖုရားကြီးစီသွားတိုင်ကြပေမဲ့မိဖုရားကြီးကတော့မဝင်ဆွတ်ဘူးဝိတ်ချခိုင်းတာချလိုက်ပေါ့လို့ပဲပြောလိုက်တယ်စူးမြောင်ရန်ကတော့ဒီခွင့်ရေးကိုယူပြီးပြဿနာရှာခြင်းနေမဲ့ကျူဟန်ကသူမကိုတိုက်ရိုက်ကျဲကျုပ်ချထားလိုက်တယ်မိဖုရားခေါင်ကြီးကျမရေးမကောင်းလို့အနားယူရမယ်လို့အကြောင်းပြပေမဲ့တကယ်တမ်းတော့ဝက်ခောက်ကင်ပြီးသူ့ကိုထပ်ဖျားရောက်မှာကိုကြောက်တာပေါ့ဒီလိုနဲ့ကျူဟန်ကကျွန်တော်ရဲ့ရည်ရွယ်ချက်အမှန်ကိုနားလည်သွားပြီးနောက်မှာသူ့ရဲ့ဝိတ်ချတာကအခြားသူရဲ့ထိန်းချုပ်မှုအောက်ကနေသူဘာသာသူထိန်းချုပ်တဲ့အဆင့်ကိုရောက်သွားခဲ့တယ်ဝိတ်ချတာလည်းဒုတိယလတဲ့ကိုရောက်လာခဲ့ပါပြီဒီကြားထဲမှာတော့ကျွန်တော်ကကျူဟန်ရဲ့ဝိတ်ချတာကိုတိတ်မဆွတ်ဖက်ပဲထားခဲ့တာဒါပေမဲ့တရက်တော့သူ့ကိုသွားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်လေ့ကျင့်ရေးကွင်းပြင်ဘက်ရောက်တော့ကျွန်တော်ဝေးကနေကျူဟန်ကိုတွေ့လိုက်ရတယ်အေကီယိုမင်းကြီးကစစ်တူကြီးနဲ့သူထိုင်နေရဲ့သူတို့ရှေ့မှာစားပွဲသေးသေးလေးတစ်လုံးချပြီးကျူဟန်ကလက်ထဲမှာဘန်းကန်လုံးတစ်လုံးကိုကင်ထားတာဘန်းကန်လုံးထဲမှာဖြူဖွေးနေတဲ့ထမင်းဖြူတွေနဲ့စစ်တူကြီးနဲ့ဘာတွေပြောနေမှမသိဘူးကျွန်တော်မျက်နှာလည်းချက်ချင်းမောင်းကျသွားခဲ့တယ်အခုကထမင်းစားချိန်မဟုတ်သေးဘူးဆိုတာကျွန်တော်ကောင်းကောင်းမမိနေတာအင်ဘာတွေတိုးတက်လာပြီးလဲမှတ်တာခုတော့ခိုးပြီးထမင်းစားနေတာပဲလို့တွေးမိပြီးကျွန်တော်လည်းစိတ်ဆိုးမှန်ဆိုးနဲ့စကတ်ကိုကောက်ပြီးလှည့်ထွက်သွားခဲ့တယ်တကယ်တော့လေ့ကျင့်ရေးကွင်းထဲမှာကျူဟန်ကစစ်တူကြီးနဲ့သူဝိုင်းတော်ကစားနေတာသူကင်ထားတဲ့ခွက်ထဲမှာလည်းဖြူရောင်စစ်တူရင်ခဲတွေထည့်ထားတာသူကနောက်ထပ်ကစားမဲ့အကွက်ကိုအာယုံစိုက်ပြီးစဉ်းစားနေတယ်ဝိုင်းဆက်ဆက်မျက်နှာပေါ်မှာလည်းဘားချိုင်လေးနှစ်ခုကပေါ်လာလိုက်ပျောက်သွားလိုက်နဲ့ငါခုတလောနေတိုင်းပြေးတာဦးနောက်ကတော်တော်လေးကြည်လင်လာတာပဲကျင်ရှုပြောတာမှန်တယ်ဝိတ်ချတာကခနာကိုအတွက်ကောင်းယုံတင်မကဘူးဦးနောက်အတွက်ပါကောင်းနေတဲ့သူစစ်တူရင်ကိုချလိုက်တယ်မျက်လုံးတွေကလေ့ကျင့်ရေးကွင်းဝင်ပေါက်စီအလိုလိုရောက်သွားတာပေါ့ကျမကိုမြင်လိုက်တဲ့အခါသူ့ရဲ့ဉာဏ်ပညာတွေဆွဲဆောင်မှုတွေကိုထုတ်ပြဖို့ပြင်ဆင်နေတော့မှာပဲကျမကဒေါသထွက်နေတဲ့ပုံနဲ့စကတ်ကိုဆွဲပြီးမြင်မြန်ထွက်သွားပါလေရောသူကအလိုလိုမတ်တက်ထွက်လိုက်ပြီးကျမကိုလက်လန်းဆွဲပြီးတားဖို့စူးစမ်းတယ်ကျူဟန်ကတော့ကြောင်တောင်တောင်နဲ့ရက်နေတော့မဲ့မိဖုရားခေါင်ကြီးကဘာလို့ထွက်သွားတာလဲတဲ့ဒဏ်ရာရသွားတဲ့ပုံစံနဲ့ဘိုးချုပ်ကြီးပဲလက်ကြည့်တော့ဘိုးချုပ်ကြီးပါကြောင်နေတာပေါ့အဲ့ဒီအချိန်မှာပဲကစားတူကဘန်းတစ်ခုနဲ့ရှောက်လာတယ်အရှင်မင်းကြီးစွပ်ပြုတ်တောက်ဖို့အချိန်နဲ့မှာပြီးတဲ့ဘန်းပေါ်မှာတော့မီခိုးတွေထွက်နေတဲ့စွပ်ပြုတ်တပန်းကန်ရှိနေတယ်အဲ့ဒီပန်းကန်ရဲ့ပုံစံနဲ့အယောင်ကကျူဟန်ကင်ထားတဲ့ဝူချီဘူးနဲ့တစ်ထက်တည်းပဲကျူဟန်ကသူ့လက်ထဲကဝူချီဘူးကိုငုံကြည့်တယ်ပြီးတော့ကစားကင်ထားတဲ့စွပ်ပြုတ်ပန်းကန်ကိုကြည့်ပြန်တယ်နောက်ဆုံးတော့ဘိုးချုပ်ကြီးလက်ထဲကဝူချီဘူးကိုပါကြည့်လိုက်တော့သူတို့၃ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြောင်တောင်တောင်ကြည့်နေကြတာပေါ့ကျူဟန်လက်ထဲကဝူချီဘူးထဲမှာအဖြူရောင်စစ်တူရင်ခဲတွေရှိနေတယ်အဲ့ဒီဝူချီဘူးနဲ့ကစားကင်လာတဲ့စွပ်ပြုတ်ပန်းကန်ကတကယ်ပဲစင်တူနေတာကိုဘိုးချုပ်ကြီးကရဲချင်းစိတ်ကိုမနှဲထင်းရင်ရှင်မင်းကြီးအခုမှကျွန်တော်မိဖုရားခေါင်ကြီးဘာလို့ထွက်သွားတာလဲဆိုတာသိတော့တယ်လို့ပြောလိုက်တယ်ကျူဟန်ကကျမထွက်သွားတဲ့ဘက်ကိုလက်ညှိုးထိုးပြီးသူ့အတန်မှာပြောင်းသွားတယ်စိတ်တူလုံးလို့ခြေထောက်တွေပါစောင့်တယ်ဝါတဲ့လူတယောက်ကဝူချီဘူးကင်ထားတာကိုတောင်ထမင်းစားနေတယ်လို့ပြောကြတာတကယ်ကိုစိတ်မကောင်းစရာပဲသူကစိတ်ပြက်အားငယ်စွာနဲ့ကူလားထိုင်ပေါ်ပြန်ထိုင်လိုက်ပြီးဝူချီဘူးကိုတင်းတင်းဖက်ထားတယ်လူတွေရဲ့စိတ်ထဲကအစွဲလန်းတွေဆိုတာတကယ်ကိုကြီးမားတဲ့တောင်ကြီးတစ်လုံးပါပဲလားလို့သူကတိုးတိုးလေးရေရွတ်လိုက်တယ်သူ့တန်ထဲမှာနာကျင်မှုတွေအပြည့်ပါပဲနောက်ရက်တွေမှာတော့ကျူဟန်ဟာသူ့ရဲ့နောက်ဆုံးအပြင်းထန်လေ့ကျင့်မှုတွေကိုစတင်တော့တာပေါ့သူကအစားတောက်ဆိုလို့ဘာမှနီးပါမစားဘူးနေ့တိုင်းအခြေခံအာဟာရတက်လောက်ပဲဖြည့်တင်းတယ်ကြံတဲ့အချိန်တွေအကုန်လုံးကိုလေ့ကျင့်ခန်းလုပ်တာနဲ့ကုံဆုံးစေရပြေးတယ်ရေကူးတယ်အလေးမှတယ်တိုက်ခိုက်ရေးလေ့ကျင့်တယ်ယောဂလုပ်တယ်သူလုပ်လို့ရတဲ့လေ့ကျင့်ခန်းမှန်သမျှအကုန်လုံးပြစ်လိုက်တယ်သူ့ကိုတရက်ပြီးတရက်ပိန်ကျသွားတာကိုကြည့်ပြီးကျမရောထွေးနေတဲ့ပျော်ရွှင်မှုနဲ့စိုးရိမ်စိတ်တွေခံစားရတယ်ရှင်မင်းကြီးအရန်ကြီးအပင်ပန်းမခံပါနဲ့ကျမရေးကအရေးကြီးပါတယ်လို့ကျမတောင်းပန်မိတယ်ကျူဟန်ကတော့ချွေးတွေကိုတုပ်ရင်ဘာမှမဖြစ်ဘူးဒီလောက်ကောင်းမွန်နေတာမျိုးတစ်ခါမှမခံစားဘူးလို့ပြန်ပြောတယ်သူ့ရဲ့ပြောင်းလဲမှုကမျက်မြင်ကိုယ်တွေ့ပဲပိတာ200ကနေ190 180 190အထိကျဆင်းလာခဲ့တယ်ပိတာတစ်လုံးစီကျသွားတိုင်းသူ့ရဲ့မျက်နှာသွင်းပြင်းတွေကပိုပြီးထင်ရှားလာတယ်ဖိနှိမ့်မျက်လုံးတွေကပိုပြီးနှဆိုင်လာတယ်နာဒန်ကပိုပြီးထင်းထင်းပေါ်လာတယ်မေးရိုးအောက်လိုင်းတွေကလည်းပိုပြီးပြတ်သားလာတဲ့အစီတွေအောက်မှာပိတ်လောင်ခံထားရတဲ့အဲ့ဒီထူးခြားလာတဲ့ရုပ်ရည်ကတစိမ့်စိမ့်နဲ့လူလောကတဲ့ပြန်လဲပေါ်ထွက်လာနေပြီလေဒါပေမဲ့ကိုလေးချိန်လျှော့ချမှုကနောက်ဆုံးအဆင့်ကိုရောက်ခါနီးချိန်မှာပဲကြီးမားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့တယ်ကျင်းနံဘရင်ကရွှေနန်းတော်ကိုတန့်စင်ပြီးဆိုရဲခေါင်းစဉ်အောက်မှာပုံကန်လိုက်တာပေါ့စစ်တီတသိန်းကမြို့တကားဝကိုရောက်လာပြီးမင်းကြီးမင်းသားတွေကြားမှာထိတ်လန့်မှုတွေလွှမ်းမိုးသွားတယ်အရှင်မင်းကြီးကျင်းနံဘရင်ရဲ့ရှေ့တန်းတပ်ဖွဲ့တွေကမြို့ပြင်34ကွာကိုရောက်နေပါပြီအရှင်မင်းကြီးမြို့ထဲမှာကာကွယ်ရေးတပ်သား3000ပဲရှိပါတယ်ခုခံနိုင်လိမ့်မယ်မထင်ပါဘူးကျွန်တော်မျိုးတို့မင်းကြီးကိုခက်တက်ခဏရှောင်တိန်ပြီးမြို့တော်ကိုတောင်ဘက်သို့ပြောင်းရွှေ့ဖို့လျှောက်ထားပါတယ်ကျူဟန်ကနန်းတော်ပလက်လင်ပေါ်မှာထိုင်နေတဲ့မျက်နှာမှာဘာမူရာမှမရှိပဲမူမတ်တွေရဲ့တင်ပြချက်တွေကိုနားထောင်နေတယ်သူဘာမှမပြောဘူးတိတ်ဆိတ်စွာပဲထိုင်နေခဲ့တယ်ငကားရုပ်ပါတဲ့ဝိယုံအောက်ကသူ့ခန္ဓာကိုယ်ကိုသူခံစားနေတယ်အဲ့ဒီခန္ဓာကိုယ်ကပြောင်းလဲကြီးတွေဖြစ်လာခဲ့တာတွေ့လဲရတဲ့ကြန့်ခိုင်တဲ့ခွန်အားတွေပြည့်ရှိတဲ့ခန္ဓာကိုယ်ပခုံးကျဲတဲ့ခါးသေးတဲ့ရင်အုပ်ချက်သားတွေကပြည့်တင်းနေပြီးဝမ်းပတ်ချေရာရှစ်ခုကထင်ထင်ရှားရှားပေါ်နေရဲ့တွေ့တာဘဝတွေကခါးထိနှဆိုင်စွာရောက်နေပြီးခန္ဓာကိုယ်ချဘိုးစားကပြေပြစ်ပြီးပြည်စုံနေတာပေါ့သူကသူ့မျက်နှာကိုလက်နဲ့ပုတ်တက်ကြည့်လိုက်တဲ့မျက်ခုံးတွေကထင်းတဲ့နာဒန်ကမြင့်မားတဲ့နှုတ်ခမ်းတွေကသေးသွယ်တဲ့မေးရိုးအောက်လိုင်းကဓာတ်လိုထက်မြက်နေတဲ့ဖိနှိမ့်မျက်လုံးတစ်စုံကနှဆိုင်ပြီးမှောက်မိုက်နေတဲ့မျက်ခုံးဆုံးလေးတွေကနှဲငယ်ကောညွတ်နေပြီးမွေးရပါစွမ်းအားနဲ့ဆွဲဆောင်မှုတွေပြည့်ပါပဲသူကအရင်ကနဲ့မတူတော့ဘူးသူ့ခန္ဓာကိုယ်ကိုသူကိုယ်တိုင်ထိန်းချုပ်နိုင်ုံသာမကပဲနိုင်ငံတနိုင်ငံလုံးကိုထိန်းချုပ်ဖို့ပါယုံကြည်မှုတွေပိုပြီးရှိလာခဲ့တာပေါ့ကျူဟန်ကနန်းတော်ပလက်လင်ပေါ်ကဆင်းလာတဲ့ခြေလမ်းတွေကတည်ငြိမ်ပြီးခွန်အားတွေအပြည့်ရှိတယ်နန်းတော်စောင့်တပ်တွေကိုစုယုံစေလို့အမိန့်ပေးလိုက်တယ်ငါကိုယ်တိုင်ဥဆောင်ပြီးဒီစစ်ပွဲကိုတိုက်ခိုက်မယ်ဗိုလ်ချုပ်ကြီးကချက်ချင်းဒူးတစ်ဖက်ထောက်လိုက်ပြီးအရှင်မင်းကြီးကျွန်တော်မျိုးစစ်ဦးစီးချုပ်အဖြစ်ဥဆောင်ပါရစေအရှင်မင်းကြီးကနောက်တန်းကနေပဲကြီးစုအုပ်ချုပ်ပါလို့လျှောက်တင်တယ်မလိုဘူးလို့ကျူဟန်ကပြက်ပြက်သားသားပြောလိုက်တယ်သူကနန်းရံမှာချိတ်ထားတဲ့ဓာတ်ရှည်ကိုဆွဲယူလိုက်တဲ့ဓာတ်ကို
ကိုဒိုင်းအိမ်ထဲကဆွဲထုတ်လိုက်တော့ဓားရောင်ကနင်းလိုတလက်လက်တောက်ပနေပြီးသူ့ရဲ့နှဆိုးလိုလာပါတဲ့မျက်နှာကိုရောင်ပြန်ဟပ်နေတယ်သူကနန်းတော်ဝင်ပေါက်ဖက်ကိုလှည့်ထွက်သွားတယ်သူ့တန်ချက်ကဝတ်စုံကနေရောင်အောက်မှာအေးဆက်ဆက်တောက်ပနေတာပေါ့တကားဝကိုရောက်တော့သူရုတ်တရက်ရက်ပြီးနောက်လဲကြည့်လိုက်တယ်သူ့ရဲ့မျက်လုံးတွေကမှဥမက်တွေအကုန်လုံးကိုကြော်ဖြတ်ပြီးထောက်မှာရက်နေရဲ့ကျမစီရောက်လာတယ်လောင်ပြောင်တဲ့အပြုံးတစ်ခုကသူ့နှုတ်ခမ်းထောင်ဆုံးမှာပေါ်လာတယ်မိဖုရားကောင်ကြီးတေချာကြည့်မင်းရဲ့ခင်ပွန်းကခံရတယ်မဟုတ်လားတဲ့ကျမရဲ့ပါးဆက်ကထပ်ပုံစံပွင့်သွားတယ်ဥနောက်ကလုံးဝဗလာဖြစ်သွားတယ်တွေးတစ်ခုပဲခေါင်းထဲမှာအဆက်မပြတ်ပေါ်နေတယ်ဒါငါရဲ့နူးညံ့တဲ့ရောကြားပိတာ300ရှိတဲ့လှုပ်လှုပ်ရဘောလုံးကြီးလားမင်းနှစ်ထက်ဘယ်ရောက်သွားလဲဘိုက်3ထက်ဘယ်ပြောက်သွားလဲမိဖုရားကြီးအော်လိုက်တာနဲ့လုံးထွေးသွားတဲ့အားနွဲတဲ့လူဘယ်ရောက်သွားလဲကျမရှိမှာရက်နေရဲ့ဒီလူတမီတာ88စင်တီမီတာအရက်နဲ့နှဆိုးလိုလာပါတဲ့မျက်နှာကကျမရဲ့နှလုံးခုန်နှုံးကို180ထိတိုက်ရိုက်ရောက်သွားစေခဲ့တာပေါ့ခြေလမ်းကျဲကြီးတွေနဲ့နန်းတော်တွေကထွက်လာတာသူ့ရဲ့တန်ချက်ဝတ်စုံကနေရောင်အောက်မှာတလက်လက်တောက်ပတ်နေရဲ့ကျမကတော့သူ့နောက်ကျောကိုငေးကြည့်ရင်နေရာမှာတင်ရက်နေမိတယ်လေတနွေးတွေတောင်မျိုးချမိမလို့ဖြစ်သွားခဲ့တာချော့ရီငါများအိမ်မက်မက်နေတာလားမသိဘူးနော်ချော့လေးတောင်ကြောင်အန်းဖြစ်သွားခဲ့တာအရှင်မကျွန်တော်မျိုးမလဲအိမ်မက်မက်နေတာလားလို့တောင်ထင်မိသွားတာဒါဆိုလဲမနှိုးနဲ့ဦးကျမရင်ဘက်ကိုဖိရင်ငါ့ကိုအကြာကြီးလေးအိမ်မက်ဆက်မက်ခွင့်ပေးပါဦးလို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲမြို့တကားပြင်ဘက်မှာတော့စစ်တပ်နှစ်ခုကထိတိုက်ရင်ဆိုင်နေကြပြီးဇင်းနံဘရင်ကမြင်းကြီးတစည်းကိုစီးလို့သူ့နောက်မှာပုံကန်တဲ့စစ်တီတသိန်းကျော်ရှိနေခဲ့တယ်မောင်မောင်မီမီအစုဝေးကြီးကအရှိန်ဝါတွေနဲ့ပြည့်နေနေပြီးတောင်းကျမ်းနေကြတာကျူဟန်မင်းကဒီလိုဘရင်ဆိုးတပါမင်းရဲ့နမိတ်စာမီဖူရားရဲ့လက်ဖျားမှုအောက်မှာနန်းတော်ကိုဖျက်ဆီးနေတာဒီနေ့ငါကကောင်းကင်ဘုံကိုစားနန်းတော်ကိုတန့်စင်ဖို့လာခဲ့တာအဲ့ဒီနောက်တော့မြို့တကားကြီးကဖြည်းဖြည်းချင်းပွင့်လာခဲ့တယ်တွေ့လာတဲ့လူတယောက်ကမြင်းပေါ်ကနေထွက်လာခဲ့တယ်သူ့နောက်မှာစစ်တီအင်အားအများကြီးမပါဘူးတောက်ပတ်တဲ့အလံတွေလည်းမရှိဘူးတယောက်တည်းမြင်းတကောင်နဲ့ပြီးတော့ဓာတ်ရှည်တစ်ချောင်းထဲပါပဲကျန်းနံဘရင်ကမျက်မှောင်ကျုပ်ပြီးတဖြည်းဖြည်းနီးကပ်လာတဲ့အရေးကိုစိုက်ကြည့်နေတယ်အဲ့ဒါဘသူလဲလို့ဘေးနားကစစ်သူကြီးကိုမေးလိုက်တယ်ဖရင်မင်းမြတ်အေကယောနဲ့တူပါတယ်လို့စစ်သူကြီးကပြန်ဖြေတယ်အေကယောဟာကျန်းနံဘရင်ကလောင်ပြောင်ရင်မောလိုက်တယ်ပေါင်300လောက်ရှိတဲ့အဲ့ဒီဝတ်သားတုံးကမြင်းတောင်မစည်းနိုင်တာမင်းကငါ့ကိုလာနောက်နေတာလားဒါပေမဲ့အဲ့ဒီရိတ်ကတဖြည်းဖြည်းနီးကပ်လာရာကနေပိုပြီးထင်ရှားလာတယ်ဒါလို့ထက်မြက်တဲ့မျက်ခုံးတွေကဒေါသအသွင်ဆောင်နေပြီးနာတန်ကမြင့်မားတဲ့တကိုယ်လုံးကအနက်ရောင်စစ်ဝတ်စုံအပြည့်နဲ့လက်ထဲမှာဓာတ်ရှည်ကိုကင်ပြီးမြင်းကိုဘေးတိုက်စီးလာတယ်လေပြင်းတွေကသူ့ရဲ့ဝိယုံကိုတလွင်လွင်လောက်ခတ်နေတာကြောင့်တကိုယ်လုံးကဓာတ်အိမ်ကနေထုတ်ထားတဲ့ဓာတ်တစ်ချောင်းလိုပဲကျန်းနံဘရင်ရဲ့ပြုံးတွေကရုတ်တရက်ရက်တန့်သွားတယ်ဒါတကယ်ကျူးဟန်လားကျူးဟန်ကပုံကန်နဲ့စစ်တပ်ဖွဲ့ထားတဲ့နေရာနဲ့ပေ100လောက်กว่าမှာမြင်းကိုရက်လိုက်တဲ့ပေါ်စီကနေကျန်းနံဘရင်ကိုစိုက်ကြည့်ရင်ဦးလေးမင်းကြီးကြာလာပြီးမတွေ့တာလို့ပြောလိုက်တယ်ကျန်းနံဘရင်ကတနွေးကိုခက်ခက်ခဲခဲမျိုးချလိုက်တယ်သူမျက်စိရှိကကျူးဟန်ဟာသူ့မှန်ညံတဲ့ကဝါဖြိုးတဲ့လူနဲ့လုံးဝမတူတော့ဘူးကြန့်ခိုင်တမာတဲ့အဲ့ဒီခန္ဓာကိုယ်ထဲမှာစိတ်မတက်မတာဖြစ်เสียကောင်းတဲ့စွမ်းအားတွေပုံကွယ်နေတာကိုခံစားရတယ်မင်းပါလို့ဒီလိုဖြစ်သွားတာလဲကျန်းနံဘရင်ပါဆက်ကနေအလိုလိုထွက်ကြသူအားတဲ့ကျူးဟန်ကရဲလိုက်တဲ့အဲ့ဒီအပြုံးမှာလောင်ပြောင်တယောမှုတွေပါနေတယ်ကိုလေးချိန်ရှော့ချလိုက်တာပဲဦးလေးမင်းကြီးကအဲ့လောက်လဲအန်သားစရာမလိုပါဘူးသူမြင်းပေါ်ကနေခုံဆင်းလိုက်တဲ့လက်ထဲမှာဓာတ်ရှည်ကိုကင်ပြီးပုံကန်နဲ့စစ်တပ်ဘက်ကိုတလန်းချင်းလျှောက်သွားတယ်မင်းဘာလို့မလို့လဲဘာလို့ရမလဲဦးလေးမင်းကြီးကစစ်တီတသိန်းနဲ့အခုလိုရောက်လာမှတော့ကျွန်တော်ကိုယ်တိုင်ကြိုဆိုရမှာပေါ့သူကခြေလမ်းတွေကိုရက်လိုက်တယ်ခေါင်းမော့ပြီးကျန်းနံဘရင်ကိုစိုက်ကြည့်လိုက်တယ်ဦးလေးမင်းကြီးကျွန်တော်ဦးလေးကိုအခွင့်ရေးပေးမယ်အခုလက်နဲ့ချလိုက်ရင်တက်ချမ်းသာပေးမယ်လက်နဲ့ချရမယ်ဟုတ်လားကျန်းနံဘရင်ကဒေါသတကြီးနဲ့ပြန်ရဲလိုက်တယ်ကျူးဟန်ဒီဘရင်နေရာမှာမင်းအကြာကြီးထိုင်နေတာမဝသေးဘူးလားကျူးဟန်ကအေးဆက်ဆက်ရဲလိုက်တယ်ဦးလေးမင်းကြီးကလှုပ်ချင်ရင်တောင်အရေးချင်းရှိမှဖြစ်မယ်ကျန်းနံဘရင်ကခါမှချိတ်ထားတဲ့ဓာတ်ကိုဆွဲထုတ်လိုက်တယ်တက်ကြစစ်တပ်ကြီးကရေလိုင်းလိုတိုးဝေပြီးဝင်ရောက်လာပါတော့တယ်ကျူးဟန်ကတက်ပြင်းပြင်းရှူသွင်းလိုက်တယ်လက်ထဲကဓာတ်ရှည်ကိုကြစ်ပါအောင်စုပ်ကင်လိုက်တယ်ပြီးတာနဲ့သူဆက်လှုပ်ရှားလိုက်တယ်အနက်ရောင်လျက်စီးတစင်းလိုပဲရန်သူတွေရဲ့တန်းထဲကိုပြေးဝင်သွားတယ်ပေါင်300လောက်ရှိတဲ့ဝတ်သားတုံးကြီးမရှိတော့တာကြောင့်သူ့ရဲ့အရှိန်ကမယုံနိုင်စရာကောင်းလောက်အောင်မျက်လုံးနေတဲ့နေရောင်အောက်မှာဓာတ်ရှည်ကငွေရောင်ကွေးကောက်တွေကိုဖန်တီးနေတယ်ဓာတ်တစ်ချက်လှုပ်ရှားတိုင်းအသက်တစ်ချောင်းကိုယူဆောင်သွားတယ်သူဟာတရေတစေတကောင်လိုပဲရန်သူတပ်ဖွဲ့တွေကြားထဲမှာလှည့်ပတ်သွားလာနေတယ်သူဖြတ်တန်းသွားတဲ့နေရာတိုင်းမှာပုံကန်သူတွေဟာအရှိုရှိုလဲကြကုန်ကြတယ်စစ်သားတွေကသူ့ရဲ့လှုပ်ရှားမှုတွေကိုတော့မမြင်လိုက်ရဘူးမျက်စိရှေ့မှာတစ်ချက်ဝါးကနေဖြစ်သွားပြီးလေပင်ပေါ်မှာအေးဆက်ဆက်ခံစားလိုက်ရချိန်မှာပဲတတိလက်သွားကြတယ်ကျန်းနံဘရင်ဟာဒီမြင်ကွင်းကိုကြောက်လန့်တကြားကြည့်နေမိတယ်သူ့ရဲ့စစ်တပ်ကြီးဟာဒီလူတယောက်တည်းရှေ့မှာစက်ကူနဲ့လှုပ်ထားသလိုပြိုလဲနေတာပဲပြီးတာနဲ့သူဟာကျန်းနံဘရင်စီကိုတန်းတန်းမတ်မတ်အားတော့တယ်လမ်းတစ်လျှောက်ကစစ်သားတွေကဓာစီးဖို့စ조사ပေမဲ့သူ့ဓာကိုတယောက်မှမဓာစီးနိုင်ခဲ့ဘူးသူဟာဓာသွားတလက်လိုပဲစစ်တီတသိန်းကြားကနေတွေးလန်းချောင်းတစ်ခုကိုခက်ခက်ခဲခဲဖောက်ထွက်ပြီးစစ်တပ်ရဲ့ဟိုစစ်တဲစီတန်းတန်းမတ်မတ်ဥတီသွားတယ်ကျန်းနံဘရင်ကကြောက်လန့်တကြားနဲ့နောက်လှည့်ပြီးထွက်ပြေးဖို့လှုပ်လိုက်တယ်ဒါပေမဲ့နောက်ကျနေပြီကျူးဟန်ရဲ့ဓာရှည်ကသူ့လေပင်ပေါ်မှာရောက်နေပြီးဦးလေးမင်းကြီးဦးလေးရှုံးသွားပြီးကျန်းနံဘရင်ဟာတကိုယ်လုံးတုံရီနေတဲ့မြင်းပေါ်ကနေပြုတ်ကျလာပြီးမြေပြင်ပေါ်ဒူးထောက်ချလိုက်တဲ့ခုနကကျင်းဝါနေတဲ့ပုံစံနဲ့လုံးဝကြားနာသွားတယ်အမိန့်ထုတ်ပြန်ကျန်းနံဘရင်ကိုဖမ်းမိပြီးလက်နက်ချသူမတက်ရပုံကန်သူစစ်သားတွေကတယောက်မျက်နှာတယောက်ကြည့်ပြီးနောက်လက်နက်တွေကိုကိုစီပစ်ချကမြေပြင်ပေါ်ဒူးထောက်လက်နက်ချကြပါတော့တယ်မင်းဆက်တစ်ခုလုံးကိုဖြိုဖျက်နိုင်တဲ့ပုံကန်မှုကြီးတစ်ခုဟာဒီလိုနဲ့လူတယောက်တည်းကြောင့်အေးချမ်းသွားခဲ့တယ်ကျူးဟန်ကဓာကိုဓာအိမ်နဲ့ပြန်သိမ်းလိုက်တယ်ပြီးတာနဲ့လှည့်ပြီးမြို့တကားဘက်ကိုရှောက်သွားတော့တယ်မြို့ရိုးပေါ်မှာကျမကအဖြစ်အပျက်အဆအဆုံးကိုမျက်မြင်ကိုယ်တွေ့မြင်လိုက်ရတယ်ဘာဆက်တောင်အဟောင်းသားဖြစ်နေပြီးမပိတ်နိုင်ခဲ့ဘူးစစ်မြေပြင်မှာရဲဆက်သက်ဖြတ်ပြီးဘယ်နေရာကိုပဲသွားအောင်ပွဲခံခဲ့တဲ့အဲ့ဒီလူဟာတကယ်ပဲကျမရဲ့ခင်ပွန်းဆွေရီလားကျမခင်ပွန်းကိုပြန်လဲတိကျွမ်းဖို့လိုအပ်တယ်ထင်တယ်လို့ကျမတီးတိုးရေရွတ်လိုက်တဲ့ဆွေရီကတော့ဘာစကားမှမပြောနိုင်တော့ပဲခေါင်းကိုဆက်ရုပ်လိုပဲညှိပြနေရဲ့ပုံကံမှုတွေအေးချမ်းသွားပြီးနောက်ကျူ
ကျူးဟန်နန်းတော်ကိုပြန်ရောက်လာတယ်သူပထမဆုံးလုပ်တာကမှုမှတ်တွေရဲ့ဂါယဝကိုခံယူတာမဟုတ်ပဲစုမေရီရဲ့အိတ်ဆောင်စီကိုတန်းတန်းမတ်မတ်သွားတာပဲစုမေရီကိုအကျယ်ကျုပ်ချထားတာ3လရှိနေပြီဒါပေမဲ့အပြင်မှာဘာတွေဖြစ်ပျက်နေလဲဆိုတာသူမသိခဲ့ဘူးသူသိတာကကျန်းနံပွင့်ရင်စစ်ချီလာပြီးအင်အားကြီးမားစွာထိုးဖောက်ဝင်ရောက်နေပြီဆိုတာပဲမကြခင်ပေါ့သူမကမန်တင်ကုံရှေ့မှာထိုင်ပြီးမန်ထဲကကိုပုံရိပ်ကိုကြည်ရင်ပြုံးလိုက်တယ်ကျန်းနံပွင့်ရင်မြို့ထဲကိုဝင်ရောက်လာရင်ငါကဖယင်းမဖြစ်ပြီတကားကိုခြေတစ်ဖက်နဲ့ကန်ဖွင့်လိုက်တယ်စုမေရီကြောက်လန့်တကြားနဲ့ထိုင်ကုန်ပေါ်ကနေခုံထလိုက်မိတယ်နောက်လက်ကြည့်လိုက်တော့တကားဝမှာမရင်းနှီးတဲ့ယောက်ျားတစ်ယောက်ရက်နေတာကိုတွေ့လိုက်ရတယ်သူကသွေးဆက်လက်စစ်ဝတ်စုံကိုဝတ်ဆင်ထားပြီးအရက်မြင့်မြင့်ခန္ဓာကိုယ်တွေနဲ့မျက်နှာသွင်းပြင်းကလည်းထင်ရှားတဲ့တကိုယ်လုံးကနေပြင်းထန်တဲ့တက်ဖြတ်ခြင်းစိတ်သက်တွေလွှမ်းကြုံနေတယ်မင်းဘသူလဲစုမေရီကြောက်လန့်တကြားနဲ့နောက်ဆုတ်သွားတယ်လူလာကြပါဦးလှုပ်ကြံသူယောက်ျားကရဲလိုက်တယ်အဲ့ဒီအပြုံးမှာနှွေးထွေးမှုဆိုတာတစ်စက်မှမရှိဘူးစုမေရီမင်းကကိုမမှတ်မိတော့ဘူးလားစုမေရီမျက်လုံးပြူးသွားတယ်အဲ့ဒီအတန်ကကျူးဟန်ရဲ့အတန်ပဲမဖြစ်နိုင်ဘူးသူအော်ဟစ်လိုက်တယ်ကျူးဟန်ကပေါင်300လောက်ရှိတဲ့အစီတုံးကြီးမင်းကဘလို့လို့သူဖြစ်နိုင်မှာလဲကျူးဟန်ကအခန်းထဲကိုဝင်လာတယ်သူ့ရဲ့ခြေလမ်းတိုင်းဟာစုမေရီရဲ့နှလုံးသားပေါ်ကိုနင်းချနေတယ်လို့ပဲဒီ3လအတွင်းကိုရောပေါင်150တောင်ကျသွားပြီသူကတိုးလေးပြောလိုက်တယ်ဘာလဲမိနစ်တိုင်းကိုရောစီဝက်ချေထောက်ပေါင်းတွေပို့ပေးတာကိုရောဝိတ်ချနေတာမသိဘူးလားစုမြောင်ရန်ရဲ့မျက်နှာကဖြူဆုပ်သွားတယ်ရှင်အကုန်တိနေပြီလားကျူးဟန်သူ့ရှေ့ကိုတိုးလာပြီးအထက်စီးကနေကြည့်လိုက်တယ်ဘာတိတာလဲမင်းနဲ့ကျင်းနံပွင့်ရင်ပူပေါင်းကြံစီတာကိုလားမိဖူရားကိုဖယ်ရှားပြီးမင်းကိုယ်တိုင်ယာရုတက်ချင်တာကိုလားဒါမှမဟုတ်မင်းကိုရောစားတဲ့ရေခဲတစ်တာထဲမှာနှိကန်တဲ့ဟော်မုန်းဆေးတွေထည့်ပြီးကိုရော့ကိုဝါလာအောင်လုပ်နေတာကိုလားစုမြောင်ရန်တကိုယ်လုံးတုံခါပြီးဒူးတွေပြောကြကမြေပြင်ပေါ်လဲကျသွားတယ်ရှင်ဘလို့လုံးတိတာလဲကျူးဟန်ဒူးထောက်ထိုင်ချပြီးသူ့မျက်လုံးတွေကိုစိုက်ကြည့်တယ်ကိုရောဘလို့လုံးတိလဲကိုရောကဘာမှမသိတဲ့ဝဝကြီးလို့မင်းထင်နေတာလားမင်းမတွေလုံးနေလဲဆိုတာကိုရောမသိဘူးလို့ထင်နေတာလားသူ့တန်ကတို့ပေမဲ့စုမြောင်ရန်ကိုရေခဲရိုက်ခံလိုက်ရတယ်လို့ဖြစ်သွားစေတယ်ကိုရောစောင့်နေခဲ့တာကျူးဟန်ဆက်ပြောတယ်မင်းချေရလက်ရပေါ်လာတာကိုစောင့်နေခဲ့တာကျင်းနံပွင့်ရင်သူပုံထတာကိုစောင့်နေခဲ့တာမင်းတို့ကိုယ်တိုင်ထောင်ချောက်ထဲဝင်လာတာကိုစောင့်နေခဲ့တာကိုရောဝိတ်ချတာကလက်ကျင်ယုံတက်မဟုတ်ဘူးအစိတ်ဖြေဖို့ပါကိုရောခန္ဓာကိုယ်ကပေါင်300ကျော်စီတွေရဲ့တဝက်လောက်ကမင်းပေးတဲ့ဟော်မုန်းကြောင့်ဖြစ်လာတာစုမြောင်ရန်လုံးဝပြိုလဲသွားတယ်အရှင်အသက်ချမ်းသာပေးပါသူကမြေပြင်ပေါ်ဒူးထောက်ပြီးခေါင်းတွင်ငုံကတောင်းပန်တယ်ကျမမားသွားပါပြီအရှင်အသက်ချမ်းသာပေးပါကျမနောက်ထပ်မလုပ်ရဲတော့ပါဘူးကျူးဟန်ထက်ပြီးသူ့ကိုငုံကြည့်တယ်မျက်လုံးတွေကလူသေးတယောက်ကိုကြည့်တယ်လို့အေးဆက်နေခဲ့တယ်ကျူးဟန်လှည့်ပြီးတကားဝက်စီလျှောက်သွားရင်အမိန့်ချမှတ်လိုက်တယ်ဂုံထူးဆောင်မိဖူရာစုမြောင်ရန်ဟာသူပုံတွေနဲ့ပူပေါင်းပြီးဖရင်ကိုတက်ဖို့ကြံစီခဲ့တဲ့အတွက်ခွင့်မလွတ်နိုင်တဲ့အဖြစ်ကိုကျူးလွန်ခဲ့တယ်ဒီနေ့ကစပြီးတာမန်လူဖြစ်လျှော့ချပြီးနန်းတော်အေးထဲထဲမယ်ဘယ်တော့မှပြန်ထွက်လာရမှာမဟုတ်ဘူးသူခန်းထဲကထွက်သွားတော့သူ့နောက်ကနေစုမြောင်ရန်ရဲ့မျောလင်းချက်မဲ့ငိုကြွေးတန်တွေထွက်ပေါ်လာတယ်တကားပိတ်လိုက်တာနဲ့တန်အားလုံးပိတ်ဆို့သွားတော့တယ်သူပုံထမှုငိမ့်သက်သွားပြီး3ရက်မြောက်နေ့မှာတော့ကျူးဟန်ကျမနဲ့အတူအချိန်ပေးနိုင်ခဲ့ပြီနန်းတော်ခုတင်ပေါ်မှာထိုင်ရင်ကျမရှိကဒီဆွဲဆောင်မှုပြင်းတဲ့အမျိုးသားကိုကြည်ရင်ကျမနှလုံးခုန်တန်တွေကပုံမှန်မဟုတ်သေးဘူးရှင်တကယ်ကျူးဟန်ဟုတ်ရဲ့လားကျမတတိယအကြိမ်မြောက်မေးလိုက်တယ်ကျူးဟန်တပြင်းချလိုက်ပြီးကျမရှိရောက်လာကကျမလက်ကိုဆွဲပြီးသူ့ဘိုက်ကစီမဲကြွက်သားတွေပေါ်တင်လိုက်တယ်ကိုဘာသာစမ်းကြည့်တကယ်ဟုတ်မဟုတ်ဆိုတာကျမလက်ချောင်းတွေကမာကျောတဲ့ဗိုက်သားကြွက်သားတွေကိုထိမိတော့တကိုယ်လုံးလျက်စစ်တက်လိုက်တယ်လို့တုံသွားတယ်ညီညာလာပါတဲ့ဗိုက်သားကြွက်သား၈ခုတစ်ခုချင်းစီကကြောက်တုံးလိုမာကျောပြီးမြင်းချောင်းတွေကပြေပြစ်တယ်ထိတွေးလို့အင်မတန်ကောင်းတယ်ကျမအသက်ရှူနှုံးတွေမြင်လာတယ်ဘလို့လဲဝေလင်းထက်ပိုလာတယ်မလားကျူးဟန်ကျမကိုငုံကြည့်ရင်နှုတ်ခမ်းထောင်ဆုံးတွေအနှဲငယ်ကောညွတ်သွားတယ်လာတယ်သူ့တန်ကနူးညံ့ပေမဲ့အနေရရှိတဲ့ဆွဲဆောင်မှုမျိုးပါနေတယ်ပြောပါဦးအခုကိုရောချောတယ်မလားကျမခေါင်းကိုအဆက်မပြတ်ညိတ်ပြရင်အရန်ချောတာပေါ့ချစ်ပြီလားချစ်တာပေါ့တေးအောင်ချစ်တယ်ကျူးဟန်သူ့ပြုံးကပိုနဲ့ဆိုင်သွားတယ်ဒါဆိုကိုရောစုကတော့စစ်အားစုလေကိုရောကပေါင်150တောင်ကြအောင်စူးစမ်းပြီးဗိုက်သားကြွက်သား၈ခုထွက်အောင်လေ့ကျင့်ခဲ့ရတာသူပုံထတာကိုလည်းနှိမ်နှင်းခဲ့ရသေးတယ်စုမရတင့်ဘူးလားကျမမျက်နာကပြုတ်ထားတဲ့ပုစွန်လိုနီရဲလာတယ်ဒါဆိုရှင်ကျမကိုနမ်းပါဦးကောင်းပြီနောက်ဆိုတခြားယောက်ျားတွေကိုကြည့်လို့မရဘူးကောင်းပြီတခြားသူတွေရဲ့ဗိုက်သားကြွက်သားတွေကိုစမ်းလို့မရဘူးကောင်းပြီတခြားသူတွေကိုပြုံးပြလို့မရဘူးကောင်းပြီဟေးထော်ပြီဒီတိုင်းဆိုကျမမဲတော်တွေကိုတောင်ကြည့်လို့မရတော့ဘူးမဲတော်တွေကြည့်လို့ရတယ်ဒါဆိုမိန်းမစိုးတွေကရောမိန်းမစိုးတွေလည်းမရဘူးကျမတက်ပြင်းချရင်သူ့မျက်နာကိုနမ်းလိုက်တယ်ကျူးဟန်ခါကြောင်သွားပြီးကျမနဘူးကိုပြန်နမ်းလိုက်တယ်နှစ်ယောက်သားထိုင်လိုက်ရုံရှိသေးတယ်အဲ့ယာကပြိုကျသွားပြန်ပြီးကျမမျက်နာကိုမောကြည့်ရင်ဘာမှမပြောနိုင်တော့ဘူးရှင်ပိန်သွားပြီဆိုဘာလို့ပြိုကျနေတော့ကျူးဟန်ကျမပေါ်မီရင်ရှက်ပြုံးတယ်ဒါကတော့ကိုတော့အရန်တန်မာသွားလို့ဖြစ်မှာပေါ့ကိုတော့မှအခုအစီတွေစားကြွက်သားတွေပဲရှိတော့တယ်အစီထက်ပိုလေးတာပေါ့ဒီအကြောင်းပြချက်ကိုတော့တကယ်ပြန်မချေပနိုင်ဘူးမနဲ့ဖြန်ကိုတော့တန်နဲ့အဲ့ယာတလုံးလောက်ခိုင်းလိုက်မယ်နှစ်ယောက်သားတယောက်ကိုတယောက်ကြည့်ပြီးပြုံးလိုက်ကြတယ်နန်းတော်ပြင်ဘက်ကမဲတော်တွေမိန်းမစိုးတွေကအဲ့ဒီအတန်ကိုကြားတော့တယောက်မျက်နှာတယောက်ကြည့်ပြီးပြိုကျပြန်ပြီလားသွေးရတိုးလေးမေးလိုက်တယ်ပြိုကျပြန်ပြီလီတဲရွှမ်းကမျက်နှာသေးနဲ့ပြန်ဖြစ်ရဲ့ဒါဆိုဝင်ကြည့်ရမလားတေးကျင်လို့လားမတေးကျင်ပါဘူးဒါဆိုလဲမဝင်နဲ့နှစ်ယောက်သားတယောက်ကိုတယောက်ကြည့်ပြီး10လမ်းလောက်နောက်ဆုတ်သွားတယ်လက်မင်းလေးကလည်းတိမ်တွေတိုးဝင်ပုံအောင်သွားတယ်ရှက်နေပုံရတယ်